channel မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းကတော့ဆရာဓာတ်တကျော်သွားရဲ့တုတ်တံမှာတိန်းတဲ့ဆက်ကဲဒီတော့ထုံးစံတိုင်းပဲကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe ပြုလုပ်ပြီးသွားကြပါအောင်လို့တောင်းဆိုပါရစေကဲဒီတော့ဇာတ်လမ်းလေးစလိုက်ကြရအောင်ရုပ်တရက်ကျိုးတစ်ချောင်းနိုင်စင်ကနေဖြစ်သွားတယ်ကိုယ့်လက်ကိုပြန်ကုန်းကြည့်လိုက်တော့လေကြက်သိန်းဖူလေးတွေထနေတယ်ခွေးဥတန်တင်ញိုင်ကြောင်ပြုံးမိလိုက်စင်တိုင်းနဲ့လေသူဒီလိုပဲခံစားရတယ်စကားဝိုင်းကိုလက်ဆသက်ပြီးချင်းမှာပဲအားလုံးကိုနှုတ်ဆက်ပြီးအမှုလိုက်ရရှိထပြန်လာခဲ့တယ်အတွေးကိုဒီနဲ့မို့သူ့ကိုဘယ်သူမှဟပ်ပတ်ပတ်စကားမပြောဆိုလိုက်ဖြစ်ကြဘူးအားလုံးရဲ့ရင်ထဲနိုင်မှာတူညီသောခံစားချက်တစ်ခုသာဖြစ်ပေါ်နေတယ်ကိုမျိုးလွင်ခင်ဆက်မီတို့ရဲ့အုံရင်များအားမြင်အောင်နေမိခြင်းနဲ့အတူရောချက်ဖြစ်ပေါ်နေပြီးတော့ထိုခံစားမှုတွေကကျွေးလန့်နေမိခြင်းပင်ဖြစ်တယ်ခွေးဥတန်တင်ញိုင်အကြောင်းပြောမိတော့အမှုလိုက်အရာရှိရောနားထောင်ပေးမိကြတော်လူများရောထိုကြောက်စရာကောင်းတဲ့အကြောင်းအရာကြီးကိုစကားလုံးများဖြင့်ဖွင့်ထုတ်ဆွေးနွေးခဲ့မိကြရာထိုအရာကြီးနဲ့သူတို့ပတ်သက်သွားမိသလိုခံစားနေရကြတယ်အဝေးတနေရာ၌ငြိမ်သက်စွာရှိနေတော့ဒီကြောင့်မဲ့ဖွယ်ရာတစုံတရာကသူတို့ကိုကောင်းထွယ်ဖော်ပြီးပြောဆိုခဲ့မိခြင်းကြောင့်သူတို့အားလွှမ်းခြုံရတိုင်း၍လာပြီလေဒီရတာကတော့အားလုံးကစက်သိန်းထကြောချမ်းနေကြပြီဖြစ်တယ်အမှုလည်းရရှိတတ်မှုအားလုံးအတွက်ပူပြီးကြောက်နေလိမ့်မယ်သူ့အတွက်ဆိုရင်ခင်သက်မေခွေးဥတန်တင်ញိုင်တို့မှာတကယ်အရှိတရားဖြစ်တယ်သူ့ရင်ရှိသူပြန်ရောက်၍ခြံဝင်းတကားဝအားဖွင့်လိုက်ပြီးနေပင်အာယုန်ထဲ၌ရေဝဲနေတော့ပုံမျိုးလွင်ခင်သက်မေတို့ရဲ့ပုံရိပ်သက်များပူပေါင်းရှက်ဟက်ကတကယ်တက်ရှိထင်ရှားရှိတဲ့လူသားတူအဖြစ်သို့ရောက်ရှိသွားကြလိမမေဖေးပြန်လာပြီဟောအဲ့လိုအော်ရင်ပြေးချလာတော့တမီလေးအိမ်သက်မီကိုစီးယူပွေ့ချလိုက်တယ်တကယ်ပင်တမီလေးမျက်နှာမြင်တွေ့လိုက်ရဒီမှာကိုမျိုးလွင်နဲ့ခင်သက်မီတို့ကြီးပုံရင်များပေါင်းဆက်ထားကြည့်ပါမှပင်ဖြစ်နေတယ်ဟာငါသမီးလေးကဖေးဆောင်နေတာလားအင်းပေါ့သမင်းတူစားကြမလို့လေဟာတမီးကစားလို့ဥကိုလိမ့်နေတာပဲလူကြီးဆန်ဆန်ပြောနေတော့တမီးလေးကိုချစ်တဲ့နှုတ်စိတ်ဖြင့်ပါပေါင်းပေါင်းလေးအားလိန်ဆွဲလိုက်မိတော့တယ်စားနေရောပေါ့တမီးရဲ့လို့ပြောမိစမှာပင်အင်းရှိတကားဝါစီမှာအတန်တန်ကြားဖြတ်ဝင်ရောက်လာလေတယ်အဲ့ဒါပြောမရဘူးကိုကြီးအကူလာမစားမယ်တဲ့လှမ်းကြည့်တော့သူဇနီးဘက်ခင်တွေအင်းရှိတကားမကိုဖွင့်လိုက်ရသူတို့အားစီးကြုံနေလေတယ်ဒါဆိုမင်းလည်းမစားရသေးဘူးပေါ့အင်းပေါ့တမိသားစုလုံးကိုသူစားနေကြဟာပဲကိုရောဒီနေ့ဘာလို့နောက်ကျနေရတာလဲမိတ်ဆွေတွေနဲ့လက်ဖေးဆိုင်ထိုင်ပြနေလို့ပါကွာဩသူကတော့အပေါင်းအသင်းတွေနဲ့လေးပန်းနေတာပေါ့လေလူကြီးတိုင်ကြီးလုံနေတော့ပေါ့ဒီလိုများတိမဆောင်ပါဘူးတကယ်ပဲဘာရေးကြီးတဲ့အကြောင်းအရာတွေများဆွေးနွေးနေလို့ဒီလောက်တောင်ကြာနေရတာမခင်တွေကတော့ဘာရမဟုတ်ဘူးနောက်တော့လေးနဲ့ပြောလိုက်ခြင်းပဲဖြစ်တယ်သို့တော့အမှုလိုက်ရရှိကိုလာရွှေမှာဖိဟခတ်မျက်နှာနှင်းငယ်ပြတ်သွားခဲ့တယ်မခင်တွေကချက်ချင်းရိပ်မိတယ်ရှင်ဟိုအကြောင်းတွေပြောမိပြန်ပြီလားကိုလာရွှေခေါင်းငုတ်သွားတယ်ဟုတ်တယ်ကွာစကားဆက်မိသွားပြီသူတို့ကလည်းအတင်းမေးတာနဲ့စကားကတပိုင်းတစ်စတွင်ရက်တန့်သွားတယ်မခင်တွေကနားလေပြီးတဲ့အခါပြင်ကိုလာရွှေလက်မောင်းတစ်ဖက်ကိုလာရောက်ဆုပ်ကင်တယ်ထို့နောက်သူတို့မိသားစုတော့အောင်လို့အိမ်ထဲသူအတူဝင်လာခဲ့ကြရင်မခင်တွေကတပ်ပြင်းတစ်ခုနဲ့အတူတူတူဖွားဖွားလေးပြောလေတယ်မင်းပေါ့လေဒီလောက်အကြီးကျယ်အဖြစ်ပြက်ကြီးကိုကျမတို့လုံးလုံးမိမိပျောက်ပျောက်ဖြစ်ဖို့တော့ဘယ်ဖြစ်နိုင်မှာလဲကြီးကျယ်ုံနဲ့မကအရန်လဲကြောက်စရာကောင်းခဲ့တာဟုတ်ကွာကျမတောင်အခုတွေးမိပြီးစက်သိန်းထားမိနေလို့မဲသိလားအဲ့ဒီအကြောင်းကြားရတဲ့သူတို့တွေကတော့အတော်ကြောက်သွားကြတာကွာရှင်မိတ်ဆွေတွေကိုအဖြစ်ပြက်တမျှအကုန်လုံးပြောခဲ့သလားမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမပြောပြခဲ့ပါဘူးကွာဒါဆိုအပြည့်စုံဘယ်ဟုတ်မလဲအင်းပေါ့ကိုသာဆက်ပြောမယ်ဆိုရင်မင်းရောတမီလေးရောအကြောင်းတွေပြောရမှာလေသူ့နာမည်ပါလာသဖြင့်တမီလေးအိမ်ဆက်မေကကိုလာရှင်နဲ့မက်ကမေကိုတလဲစီကြည့်လိုက်နေတယ်အဲကနေရှိစတီကိုမော်တွင်တမီလေးကိုအလဲလိုက်ထားကထိုင်နေကြရင်တမီလေးကောင်းမှသမင်များကိုတဖောက်ဖောက်ပုတ်တက်ပေးနေရင်ကမက်ခင်နေကြီးမျက်ဝန်းများမှာအတိတ်ကနေရများကိုတန်းသားစိတ်ဖြင့်ရီဝေသွားကြလေအဲ့ဒီတော့ကကျမတို့အတော်ကိုခြောက်ချားခဲ့တယ်နော်ဟုတ်တယ်တကယ်ကိုတွေးပြတ်မတတ်ပဲတကယ်တော့ခွေးဥလန်တင်ញိုင်ခင်သက်မီတို့နဲ့ပတ်သက်သမျှဟာဒီအတိုင်းရမ်းပြီးထိတ်လန့်စရာတွေကြီးပါပဲလေထို့နောက်ဘယ်သူမှစကားဆက်မဆိုပြကြတော့ပဲအတွေးတွေလင်မျိုးမိနေကြတယ်သူတို့အာရုံနဲ့ထိတ်လန့်ကြောက်ရွံ့မှုများနဲ့အတူတူညီစွာရှိနေကြတာကတော့ထင်ရှားလာသောကြောက်စရာနာမည်တစ်ခုမှပဲဖြစ်တယ်အမှုလိုက်ရရှိကိုလာရွှေကမိတ်ဆွေများအားပြောပြခဲ့သော
တုတ်တန်ဆောင်အကြောင်းနောက်ဆက်ဖြစ်ရများကိုလည်းသူတို့နှစ်ဦးလုံးကိုဒီအမတ်ရနေကြပါတော့တယ်နားဆင်နေကြပါတော့ပြည်သက်ကြီးတို့ဤကိုလာရွှေနဲ့မက်ခင်နယ်ရဲ့အတိတ်တို့မဟုတ်ကိုမျိုးလွင်နဲ့တမီးအိမ်ဆက်မီရဲ့ပြစ္ဆုတ်ပံတို့မဟုတ်တုတ်တန်ဆောင်ဇတ်သိန်းကျောင်းဆရာမလေးမက်ခင်နယ်ဖို့ကလေးငယ်လေးတယောက်အားစိတ်ဝင်စားမိခြင်းသည်အလွန်တုန်လှုပ်ခြောက်ခြားပွဲဖြစ်ရကြီးတစ်ခုတွင်ပါဝင်ပတ်သက်ခဲ့မိခြင်းပင်ဖြစ်တယ်။သို့တော့ထိုစဉ်ကရင်းကိုသူမကြိုတင်၍လုံးဝမရင်းမိခဲ့ပါ။အဖြစ်ပြက်မှာစားစားချင်းကလေးကပင်တိရခက်ခြင်းများစွာပင်ကြောက်မက်ပွဲရာဖြစ်ရတစ်ခုဖြစ်ပေတယ်။ကျောင်းမူစားခြင်းချင်းဖြစ်တဲ့ဖြင့်ဆရာမများနားနေရအခန်းငယ်တွင်မက်ခင်နယ်တယောက်အင်္ဂါဖြေလွှာများကိုအမတ်ထိုင်ချစ်နေစဉ်သူမတို့အခန်းထဲမှာကျောင်းသားငယ်တယောက်အမောတကောနဲ့ပြေးချလာတယ်။ဆရာမဟွာလေးဟိုအိမ်သက်မီတရေချောက်ခံရတယ်။အိမ်သက်မီတရေချောက်ခံရတယ်။မက်ခင်တွေကထိုကျောင်းသားလေးပြောစီကိုရုတ်တရက်နားမလဲ။ဘာဖြစ်တာလဲတာရဲ့အလံကြားနဲ့အိမ်သက်မီတရေချောက်ခံရလို့ဆရာမတာကြောက်တယ်။ပြောဆိုနဲ့ငိုချပါလေတော့တယ်။ကလေးငယ်မှာချွေးတွေကိုလုံးရွှေ့လျက်တုံရင်ပင်ဖြစ်နေတော့တယ်။သူ့လက်ကလေးကိုဆွဲယူကခန္ဓာကိုယ်လေးအားမက်ခင်တွေထွေးပွေနှိမ့်သိမ့်လိုက်တယ်။ပြောပါဦးတာရဲ့ဘာမှမကြောက်နဲ့နော်။ဆီယာမတယောက်လုံးရှိတယ်တိလားဘာမှမကြောက်နဲ့ဘလို့ဖြစ်တာလဲဆိုတာအေးအေးဆေးဆေးပြောပြဟုတ်ပြီလား။အိမ်သက်မီတရေ6လူဆီယာမဘလို့အိမ်သက်မီကိုတရေ6တာဟုတ်လားမဟုတ်ဘူးအိမ်သက်မီက6တာအာယုန်ထဲအတွင်းအမြဲငေးငိုင်နေတဲ့တော့ကလေးမလေးတူဦးဤပုံစံကိုမြင်အောင်လာမိတယ်။နေချောင်းလေးဖြစ်တဲ့ပြင်သူတို့ချောင်းတွင်စရုပ်ထတန်းအတန်းဝဲနှစ်ခုသာရှိတယ်။ထိုကလေးမကသူတို့အတန်းပိုင်ဖြစ်တာဝန်ယူရသောအခန်းမှာမဟုတ်ပါ။သို့တော့အခန်းအတန်းပိုင်ဆရာမမအားလဲချိန်တိုင်းဝင်ရောက်ကူညီတင်ကြပူးခဲ့တဲ့ပြင်အိမ်သက်မေဆိုဒီကိုမြန်မာတော်တမ်းမိနေတယ်။ဒီလိုလူစင်စစ်ကတရေ6ဒီဆိုဒီချင်းမှာဘလို့ဖြစ်နိုင်မှာမလဲ။လာပြောတော့ចောင်းသားလေးရမှာကြောင်ကြောက်ချာရှောက်ပြောနေခြင်းဖြစ်သည်ကိုထင်မိသည်ပြုံးရီမေးလိုက်တယ်။အိမ်သက်မေကအခုဘယ်မှာလုံးတာရဲ့အိမ်သားထဲမှာဆရာမကဲဒါဆိုဆရာမသွားကြည့်လိုက်ဦးမယ်နော်တာဒီမှာပဲနေခဲ့ဟုတ်လားဟုတ်ကဲ့ဆရာမကျောင်းရင်သာပဲစီချက်ချင်းထွက်လာခဲ့လိုက်တယ်။အိမ်သာဝနိုင်ကလေးတွေစုပြုံနေတွေကိုမြင်ရတယ်။အားလုံးကလည်းထိတ်လန့်တုန်လှုပ်နေတော့မျက်နှာကူကြီးဖြင့်အိမ်သက်မေရောဘယ်မှာလဲကလေးအုပ်ထဲမှာတယောက်ကမုံမရဲဖြေတယ်။မရှိတော့ဘူးဆရာမသွားပြီဘဲသွားတာတော့အတန်းထဲကိုလားမသိဘူးဆရာမဒီတိုင်းထွက်ပြေးသွားတာပဲဝိုင်းုံနေတော့ကလေးတွေကိုတလဲအိမ်သာအတွင်းပိုင်းကိုတလဲကြီးမိလိုက်တယ်ကဲဘလို့ဖြစ်ကြတော့ပြောကြပါဦးကလေးတွေကတယောက်တစ်ပေါက်နဲ့ဝိုင်း၍ရှင်းပြကြတယ်ပထမမုံမရဲဖြစ်နေရမှာသူမရှိနေသဖြင့်တဖြည်းဖြည်းအားတက်လာကြဟန်နဲ့စီစီညံသွားလိတော့တယ်ကိုရောက်ဒီရောက်ဝိုင်းပြောနေကြသည်ကိုတသားဒီဆက်၍အတိတ်ပဲကောက်ယူရ၏မုံစားကင်းနေမှုကလေးတွေအိမ်သာလူရဲ့ဝင်နေကြချိန်အိမ်သက်မိလည်းအိမ်သာတက်ဖို့လာကြကြောင်းသိရတယ်ဘယ်သူနဲ့မှလည်းအဖက်မလို့သူ့ဟာနဲ့သူလည်းအသွင်မတူသော80အဆက်ကြောင်လေးကြောင်ကောင်းအိမ်သက်မိကိုကလေးတွေအမြဲဝိုင်းစားနေကြတယ်ဒီနေ့လဲအိမ်သာမှာတွေ့တော့ကောင်လေးတစ်တိုက်ကနောက်ပြောင်ဖြစ်တယ်အိမ်သာသွားကျင်နေတော့အိမ်သက်မိကိုနေရာပဲမပြီးပဲသူတို့ကြည်သာတယောက်ပြီးတယောက်ဝင်နေကြတယ်အိမ်သက်မိကတပီးပြီးနဲ့ဒေါသထွက်လာသည်အိမ်သာရှိတင်ခါထောက်ရရင်မျက်မှောင်ကျုံကြည့်နေရမှာမျက်နှာကြီးညီမြန်းလာကတကူလုံးတစားစားပိုပြီးတုံရင်လာခဲ့တယ်။ကောင်လေးတွေကတော့သတိမပြုမိပဲသူမကိုဆက်၍စားနှောက်နေကြသေးပင်ဖြစ်တယ်။ထိုချိန်မှာပင်အိမ်သာတကားများသည်လေမင်းတိုက်တယ်လို့တပြိုင်တည်းဝုန်းကနေနဲ့ပွန့်ထွက်ကအချိန်ပြင်းသာခါရမ်းနေလေတော့တယ်။အိမ်သာထဲရှိကလေးများအားထိတ်တလန့်ဖြစ်သွားကြတယ်။အိမ်သက်မိကိုကြည့်မိတော့အခါပိုပြီးပင်စိုးသွားလေတော့တယ်။အဲ့ဒီတုန်းကသူ့မျက်နှာကြီးကကြောက်စရာကြီးစပင်းတွေကလည်းဖွာပြီးတော့လွင့်နေတာမျက်နှာတစ်ခုလုံးလည်းหนีရဲနေတာပဲ။ကလေးတယောက်ကပြန်ပြောပြတယ်အိမ်သာတကားတွေမှာပြန်ပိတ်လို့မရတော့ဘူးပိတ်လိုက်တိုင်းတခုအားဆွဲထားသလိုပြန်၍ပွင့်နေတယ်တချို့ကထပ်ပြီးကြတယ်တချို့လည်းထူနေရမှာပင်တုံလို့စွာရက်တန့်ငိုယူကြတယ်မခင်နဲ့ရောက်လာကနေအချိန်မှပင်အိမ်သက်မီမှာသတိပြောင်းဝင်လာသလိုပုံစံပြောင်းကငို၍ထွက်ပြေးသွားကြောင်းသိရလေတယ်အဖြစ်ပြက်အားလုံးစုံကိုသိရပြီးတော့မခင်နဲ့မှာဘယ်လိုဖြေရှင်းပေးရမှန်းမသိတော့တယ်ကလေးတွေကိုအတန်းလေးကိုပြန်ရဖို့ခိုင်းလိုက်ပြီးတော့ဟင်းလင်းပွင့်နေတော့တကားများအားငေးကြောင်ကြီးကြီးမိခဲ့လေတော့တယ်ဒီကိစ္စကိုဘလို့ကင်တွယ်ရမြန်စဉ်းစားရမြန်တော့သူမကိုယ်တိုင်လည်းနားမလည်နိုင်တော့ဒီပင်ဖြစ်နေတော့တယ်ကျောင်းဆောင်ပေါ်တဲ့အဝေးကြီးမှာလှမ်းမြင်ကလေးကအိမ်သက်မိမြန်တိလိုက်ပါတော့တယ်သူမကြီးထူးခြားသောအသွင်မြင်ကြောင်လဲထို့သူသတိပြုမိခြင်းပင်ဖြစ်တယ်ဟ
ဟိုးအဆုံးပိုင်းရှိကျောင်းဝင်စီယိုးဆက်အနားတွင်ထိုကလေးမတယောက်တည်းကျောင်းဘက်သို့ကြိုးပြီးကထိုင်လျက်သားရှိနေလေတယ်။ထိုနားသို့ဆင်းသွားလိုက်ရကောင်းမလားဟုမခင်နဲ့အကြာကြီးချီတုံချတုံဖြစ်နေမိတယ်။ဘာကြောင့်များထို့သို့တီဝီနေရပါလဲဟုကိုယ့်ကိုပြန်စဉ်းစားမိသောအခါရင်ထဲ၌မတိမတာဖြစ်ပေါ်နေသောကြောက်ရွံ့စိတ်ကိုသတိပြုမိလိုက်လေတယ်။ရင်းမှာတဆွန်းတစ်ဖက်ကကြားသိသောအိမ်သက်မီအကြောင်းသတင်းစကားများကြောင့်လည်းဖြစ်ပေလိမ့်မယ်။ကလေးတွေကပြောကြတယ်အိမ်သက်မီမှာတရေရှိတယ်ကျင်ပါတယ်။မဖြစ်နိုင်တာကွယ်တဲ့ကလေးတွေကသူတို့ရဲ့အတွေ့အကြုံများကိုပြောပြကြတယ်။အိမ်သက်မီကလူတစ်ယောက်ကိုဒေါသထွက်ရင်အဲ့ဒီလူတကယ်ဒုက္ခရောက်ရောဆရာမအိမ်သက်မီနားမှာလည်းတစ်ခါတလေအရေးလူကြောက်စရာကောင်းတဲ့တယောက်ရှိနေတာကိုမြင်ရတတ်တယ်။ဘယ်သူမှမသွားရတဲ့နေရာတွေကိုသူသွားရတယ်။သူ့နားမှာနေမိရင်အလိုလိုစက်သိန်းထားလာတတ်တယ်။စသဖြင့်ကြားရသည်များကအဆုံလင်းပင်ဖြစ်ပြီးတယ်။ထိုစကားအလုံးတွင်ဥတီနေကြီးကတော့အိမ်သက်မီလိုအပ်သောကြောက်စရာပင်ဖြစ်တယ်။ယခုလိုအိမ်သက်မီအတွင်ပြင်ဆန်းဆန်းကိုလှမ်းမြင်ရတော့ရခင်ကလေးကကြားသိရသည်များအားပြန်သတိရမိပြီးရုတ်တရက်သူမနားသို့မတော်ဝင်တယ်လို့ဖြစ်မိနေတယ်။သို့တော့သိကျင်သေးကကြီးစိုးနေသည်မို့တုံတုံဆိုင်ဆိုင်နဲ့ပင်မခင်တွေထွက်လာခဲ့မိပါလေတော့တယ်။ကျောင်းတော်ပေါ်မှာဆင်းပြီးမျက်ပင်ချီချီများကြားသို့တိုးဝေလျှောက်လာခဲ့တယ်။မြခင်တစ်ဖက်အဆုံးတွင်မှာတော့အိမ်သက်မီမခင်တွေအားကြောပြီး၍ထိုင်နေတဲ့ပင်ဖြစ်တယ်။နီးလာလေးလေးနဲ့သူမ၏အတွင်ပင်ကိုပြီးမြင်ရလာတယ်။မခင်တွေအံ့ဩသွားမိတယ်။အိမ်သက်မီမှာတစုံတစ်ယောက်နဲ့စကားပြောနေသည့်ပုံစံရှိနေတယ်။ပြောနေတာမှတကယ်ကိုစိတ်ပါလက်ပါပြောဟန်ဖြစ်နေတယ်။ချီရန်လက်ဟန်တွေနဲ့လည်းဖြစ်နေတယ်။တခါတလေဝမ်းသာသလိုတခါတလေလည်းစိတ်တိုင်းမကျသလိုအတွင်ပင်မျိုးကိုမြင်ရတယ်။ပြောနေရင်လည်းတက်ကြွလာသလိုမျိုးခန္ဓာကိုယ်လေးပြုတ်လူရှာရှာဖြစ်လာတတ်တာမျိုးလည်းရှိတယ်။သို့တော့သူမနဲ့စကားပြောနေသူတဦးတယောက်မှမမြင်ရ။မခင်နေရင်လည်းဒင်းနေထိတ်လန့်သွားမိလို့တယ်။အိမ်သက်မီတဦးတည်းပြောနေတော့အရက်ကိုမုံမရဲလှမ်းကြည့်မိလိုက်တယ်။ဘာမှမသိတော့လေတစုံတယောက်ရှိနေသလိုခံစားရတယ်။ဦးရီထူးစီမှာမခင်တဲ့ခန္ဓာကိုယ်ကြီးတုံ့ပြန်မှုပင်ဖြစ်တယ်။ကြောက်ရွံ့နေပါလေနဲ့တစုံတရာတစ်ခုကညှို့လူဆွဲခေါ်သလိုအိမ်သက်မီရှိရာနေသူတီးပြီးရှောက်သွားနေမိလေတော့တယ်။ဘာများဖြစ်ရတာလဲ။ယခုလိုခန္ဓာကိုယ်ကကိုယ်စိတ်ညွန်ကြားမှုနောက်မလိုက်တာမျိုးတစ်ခါမှမကြုံဘူး။မခင်နေကြီးဇောကြီးများပင်ပြန်လာမိနေတော့တယ်။အိမ်သက်မီလေးကတော့ဘာမှသတိမထားမိပဲစကားတွေဆက်ပြောနေတယ်ပဲ။တစ်ချက်သူမထံမှာအတန်လေးတစုံတစကိုကြားမိရပြန်တယ်။ညှို့ချက်မိသည့်တပွဲတရွေ့တွားနေလူတယောက်နဲ့လောကကြီးကိုမေးကမမြင်ရတော့တစုံတယောက်နဲ့စကားပြောနေသည့်တပွဲရှိနေလူတယောက်တို့စုံမိကာသေးမခင်နေတယောက်အိမ်သက်မီနာကပ်မိကာသေးမှာပင်တစုံတရာကသတိပေးလိုက်တယ်လို့အိမ်သက်မီကိုလည်းစက္ကန့်နဲ့ဖြစ်သွားလေတော့တယ်။နောက်သူဖြတ်ကနေလှည့်ကြည့်ပြီးမခင်နေမှာတွေးတူးသွားနေခြင်းမှာရက်တံပြီးနေရတဲ့ကြောင်အန်းရက်မိနေတယ်။မခင်နေကိုမြင်သွားသောအိမ်သက်မီကစမ်းပြသောအကြည့်သေးသေးတစ်ချက်ဖြင့်လှမ်းကြည့်။ထို့နောက်နေရာမထကထွက်ပြေးလေတော့တယ်။မခင်နေမှာတားမြစ်လိုက်ဖို့ဖြစ်တော်လေပါဇက်မှာအတန်တစုံတရာမှမပြုမိ။ရုတ်တရက်နှုတ်ဆွသွားသလိုဖြစ်နေခဲ့တယ်။ခြေလက်များကလည်းအင်အားကြီးမှလာသောတစုံတရာကတားဆီးထားသဖြင့်လှုပ်ရှားမရသလိုဖြစ်သွားခဲ့တယ်။ကျောင်းတော်ဘက်စီအိမ်သက်မီထွက်ပြေးသွားသည်ကိုအငေးသာကြည့်နေရလေတော့တယ်။ကလေးတွေကအိမ်သက်မီကိုကြောက်လဲကြောက်ထူးဆန်းသည်ကိုလည်းအံ့ဩကြခြင်းမှာဖြစ်ပေတတ်သည်ကိုမခင်တွေကလက်ခံလိုက်ပြီးဖြစ်တယ်။အိမ်သက်မီ၏အနေထိုင်ကလည်းလှုပ်ဝက်လုံးတယ်။တနည်းကကျောင်းဝင်းတွင်တွင်သူမ၏ထူးဆန်းလာသောအပြုအမူကိုမြင်လိုက်ပြီးကလေးကမခင်နဲ့ထိုအကြောင်းမေးမြန်းရန်အားထုတ်နေခဲ့၏။သို့တော့နည်းနည်းချင်းဆိုင်လိုက်သည်နှင့်သူမကပြေးထွက်သွားခဲ့သည်ကြီးပဲဖြစ်နေတယ်။လူကြောက်တဲ့ရီလားမခင်တွေကဆရာမမို့စူမာရိုက်မှမြန်ဆိုလိုလား။ဘာပဲဖြစ်ဖြစ်အခုလိုအမေးမခံသည်ကတော့ထိုကလေး၌အပြစ်တစုံတရာလှုပ်ထားသည်ဟုပင်ယူဆရပေတော့မည်ဖြစ်တယ်။ရဲနှင်းငယ်ကြောက်သွားပြီးတဲ့နောက်မှာအလင်းငိုက်အမိကပင်မခင်တွေကသူမကိုပတ်ပင်းစုံနေတော့တယ်။ထိုစဉ်အိမ်မက်မေမှာကျောင်းကိုဟိတာတနေရာ၌ရှေ့မှလျှောက်သွားသည်ကိုမခင်တွေမြင်လိုက်ရတယ်။အနောက်မှာဖြက်ကနေပြေးလိုက်ပြီးသူမ၏လက်မောင်းအားလှမ်းဆွဲထားလိုက်တယ်။အိမ်မက်မေမှာမျက်လုံးလေးပြူးလေးရဲ့အရန်ထိတ်လန့်သွားသည့်တပွဲရှိတယ်။ဒီတော့မခင်တွေကမကြောက်ပါနဲ့သမီးရဲ့ဆရာမကသမီးကိုဘာမှမလုပ်ပါဘူး။သိကျင်တာလေးတခုရှိလို့ပါ။အိမ်မက်မေကခေါင်းလေးငုံသွားတယ်။ကြောက်ရွံ့မှုကြောင့်လားမသိခန္ဓာကိုယ်လေးမတိမတာတုံတုံရင်ဖြစ်နေတာကိုတွေ့ရတယ်။ဟိုနေ့ကကွင်းသက်မှာသမီးဘာလုပ်နေတာလဲပြန်မဖြေပါဒီတော့မခင်တွေကဟင်သမီးထမေးမှပင်ဘာမှမလုပ်ပါဘူးဆရာမတူတူလေးဖြေလေတယ်သမီးကြည့်ရတာတယောက်ယောက်နဲ့စကားပြောနေတယ်လို့ပဲအဲ့လိုပြောလိုက်တဲ့အခါအိမ်သက်မီမှာမျက်နှာတစ်ချက်ပြတ်သွားပြီးမခင်တွေကိုဖြက်ကနေတစ်ချက်လှမ်းကြည့်လိုက်လေတော့တယ်
ထို့နောက်မပွင့်တမွင့်လေးတန်ဖြင့်ပြန်ပြောတယ်မဟုတ်ပါဘူးဘလူးနဲ့မှမပြောပါဘူးဆီယာမရဲ့ဒါဆိုသမီးအဲ့နာမှာတယောက်တည်းဘာထိုင်လုံနေတာလဲအိမ်သမီးခေါင်းလေးချတာလေးမှာပြန်မို့မလာတော့ပါဟိုလေဒီလိုဆိုရင်ကနေရှေ့ဆက်မပြောတတ်ပဲဖြစ်နေတော့တယ်ရပါတယ်ဆီယာမကမကြောက်ပါနဲ့နော်သမီးအဲ့ဒီတော့ကဘာပဲလုံနေအပြစ်ပေးစရာမဟုတ်တာမနိုင်ပြောပြတိလားဟုတ်ပြီလားနော်အင်းသမီးကတစ်ချက်မို့ကခိုးကြည့်တယ်သမီးမေနဲ့ဟုတ်ပြီသမီးမေနဲ့ဘာဖြစ်လဲရင်သမီးဟိုသမီးမေကိုသမီးတတိယနေတာပါခုပြောတော့မလို့ပြင်ပြီးမှလမ်းလွဲပြီးဖြေလိုက်မြန်တိတာလာတယ်မခင်နဲ့အသေးအားသွားမိတယ်သို့တော့တိထက်ထပ်မေးလို့လည်းမကောင်းတော့ကောင်မလေးကလည်းကြားရင်ငိုချလိုက်တော့မိဖြစ်တယ်အေးဒါဆိုလဲတွားတော့လေသမီးကိစ္စတခုဆိုရင်ဆီယမကိုလာပြောဟုတ်လားဘာပဲဖြစ်ဆီယမကူညီပေးနိုင်တာကူညီတာပေါ့ကွယ်ဟုတ်ကဲ့ပါဆီယမစိတ်သက်သာရသွားသလိုပင်ပြုံးလေးရဲ့အိမ်ဆက်မေထွက်ပြေးသွားတယ်မခင်ရဲ့ရင်ထဲမှာတော့ကုလူဖြင့်ကြံရစ်ခဲ့ရတယ်ဟိုတနေ့ကကိစ္စကိုအမှန်တိုင်းပြည့်စုံလို့ပြောမပြသွားမြန်မခင်နဲ့သိနေတယ်အဖြစ်မှန်ကြီးဘာလဲဆိုတာကသူမသိအနည်းနဲ့အများဆိုသလိုထိတ်လန့်စရာတခုဖြစ်နေလိမ့်မယ်ဆိုတာကတော့သူမအလိုလိုပင်ခံစားမိနေတော့တယ်သူတို့ကြောင့်ဒီအချိန်တရားတွင်ကာယချိန်ဆိုသောအချိန်တစ်ချိန်ဒီတစ်ပတ်ကို2ချိန်မျှပါဝင်နေတယ်ကလေးတွေကိုကိုယ်လက်လှုပ်ရှားမှုပြုစီဖို့ဉာဏ်ရည်ဖွံ့ဖြိုးနေဖို့အတွက်ပြုလုပ်ပေးရသောအချိန်တစ်ချိန်ပင်ဖြစ်တယ်ယခုအပတ်ကာယချိန်နဲ့မခင်တွေတို့အတန်းမှာကလေးများအားဆရာကြီးအကူအညီဖြင့်ရှေ့ကမြက်ခင်းမြင်နဲ့ကိုယ်လက်လှုပ်ရှားမှု၄ချိန်ခန့်များပြုလုပ်စီသည်သူမှလည်းမတက်ကြွသောကိစ္စမို့အချိန်ခဏစောင့်ကြည့်ပြီးသည်နှင့်စာသင်ခန်းစီမခင်တွေတယောက်ထွက်လာခဲ့တယ်။သို့တော့သူမမှာစာသင်ခန်းစီတန်းမတ်မသွားနိုင်ခဲ့ပဲဘေးဘက်စာသင်ခန်းအဖြစ်မှာပင်စိတ်ဝင်စားစရာကိစ္စတစ်ခုကြောင့်မခင်တွေ၏ခြေလမ်းများတုံဆိုင်ရက်တန်သွားလေရတော့တယ်။ထိုခန်း၏အတန်းမိုင်ဆရာမဖြစ်သူမှာဒေါသတွေရမ်းထက်နေခဲ့တယ်။သူထိုသို့ဒေါသထွက်ရခြင်းမှာအကြောင်းရင်းကိုရှာကြည့်တော့သူ့ရှိတွင်လက်ကလေးပိုက်ကရက်နေသူမှာအိမ်မက်မေထိုကောင်မလေးနဲ့ပတ်သက်သောကိစ္စမှုစိတ်ဝင်စားသွားပြီးမခင်တွေထိုခန်းသို့ဝင်ရောက်သွားမိလေတော့တယ်။ခီးသွားဟန်လွယ်တော်ဖြင့်မေးကြည့်မိလိုက်တော့တယ်။ဆရာဘာလို့များဒေါသထွက်နေတာတော့ထိုတမ်းမိုင်ဆရာကလှည့်ကြည့်။အော်ဒေါခင်နေပါလားဒီမှာဗျာဒီကောင်မလေးပေါ့ကာယချိန်မှုလို့တန်းလုံးကိုကြိုက်ရပကြီးပုံတပုံကြီးဆွဲကြပါဆိုလို့ဆွဲခိုင်းမိလိုက်တဲ့ဟာကိုသူကပုံမဆွဲပဲရှောက်ချထားတယ်ဗျာဟောဒီမှာကြည့်ပါဦးထိုဆရာလမ်းပြီးသောစာရွက်လေးကိုယူကြည့်ပြီးတော့မျက်နှာပြင်တစ်ခုလုံးအားခဲနဲ့ဖြင့်မှုန့်ချစ်ထားသည်ကိုတွေ့ရတယ်ဆရာဒေါသထွက်မယ်ဆိုလဲထွက်เสียရပင်ဆရာစကားကိုနားမထောင်ပဲတမင်ကလန်ကစားလုံးနေသလိုပင်ဖြစ်နေတယ်ခဲဖြင့်ပိမ့်မိတ်နဲ့နေအောင်ချစ်ထားလိုက်တာမှမျက်နှာပြင်တစ်ခုလုံးအပြည့်ပဲဆရာကအိမ်မက်မေကိုဆက်စုနီးအားလုံးကငါပုံဆွဲခိုင်းတယ်တန်းလုံးကလိုက်နာကြတယ်နင်းကအမဲကွက်ကြီးဖြစ်အောင်ရှောက်ချစားတာပေါ့ဟုတ်လားငါ့ကိုတမင်ရွဲတာပေါ့ဟုတ်လားအိမ်မက်မေကလည်းလက်ကလေးကိုတင်းတင်းပိုက်ကမျက်နှာတူးတူးလေးပြင်ရက်နေပြီးဘာမှပြန်မဖြစ်ဆရာကဒေါသပူထွက်လာပြီးအနီးစပွဲပေါ်ရှိကျိန်လုံးကိုဆွဲယူကအိမ်မက်မေဤတင်မလေးအားတရှမ်းရှမ်းဖြင့်ရိုက်ပါလေတော့တယ်အိမ်မက်မေကငိုလဲမငိုအတန်လဲတစ်သက်မှမထွက်ပဲကြိတ်ခံနေလေတော့တယ်ထိုဒီမှာပင်အားတင်းစရာဖြစ်ရတဲ့ခုပေါ်လာလေတော့တယ်အိမ်မက်မေအား၄၅ချက်ရှိသမျှရိုက်ပြီးတော့အခါတွင်ဆရာသည်ရုတ်တရက်ရင်မက်ထဲကထိုးအောင်လာပြီးသူ့ရင်ဘတ်သူအလင်းအမြန်ဖိရလီကြံလက်ကလည်းကင်ထားသောကျိန်လုံးကိုလွတ်ချလိုက်ရတယ်။လက်ကြီးဟာလေးရဲ့ရင်းနှီးသူတယောက်လိုအသက်ကိုပင်ပန်းကြီးစွာရှူရှိုက်နေရတော့လေ။ဘာဖြစ်တာလဲ။ဘာဖြစ်တာလဲဆရာ။မတီးဘူးအရန်အောင်တာပဲဗျာ။မတီးဘူးအရန်အောင်တာပဲ။ချက်ချင်းပင်တပည့်သားလေးတွေဝိုင်းဝင်လာတယ်။ဆရာကိုထိုင်ုံလမ်းလေးပေါ်တွင်တက်ထိုင်စီရတယ်။အိမ်မက်မိမှာတော့နေရာတွေမှာပင်အကြောင်းသားလေးရန်ကြီးလျက်ပါ။ဝိုင်းဝင်လာတော့ကလေးတွေထဲမှာတချို့ကတီးတူးပြောကြတယ်။သူလောက်တာသူ့လိုက်တာနေမှာတချို့ကဆရာမတွေအနားမှာရှိတဲ့ဖြင့်ဘာမှမပြောဝန်းကြသို့တော့အိမ်မက်မီအားစူးစူးကောဝါလှမ်းကြည့်ကြသည်သူတို့၏အကြည့်များတဲ့တင်ပါဝင်နေသည်မှာထုတ်မပြောကြသည်စကားလုံးများအတိုင်းထက်တူပင်ဖြစ်နေတယ်အိမ်မက်မီကပတ်ပက်လေးလေးမှာကလေးများအားဝိတ်ကကြည့်ရင်မျက်လုံးထဲတွင်မျက်ရည်ဝမ်းလာလေ၏ခေါင်းကိုပြင်းပြင်းထန်ထန်ခါရမ်းနေမဟုတ်ဘူးငါလောက်တာမဟုတ်ဘူးငါနဲ့ဘာမှမဆိုင်ဘူးထို့နောက်မက်ခင်နဲ့တားဆီးချိန်မရခင်မှာပင်ငုံယိုထွက်ပြေးသွားလေတော့တယ်။ရေမက်အောင်နေလည်းဖြစ်သောဆရာကိုဂူးဆိုင်နေ၍လိုက်မခုံမိပြီ။
ခုနကကလေးတွေပြောသလိုအိမ်မက်မေလှုပ်လို့များဒီလိုဖြစ်သွားသလားဟုတန်တရားစိတ်ကလေးမိသွားသောကြောင့်များလားမပြောရပါနင်းဒီဘက်ကျတော့ထူစရာနဲ့မက်ခင်တွေတို့အိမ်မက်မေအကြောင်းဆွေးနွေးပြကြတယ်ဒီကလေးမကထူးဆန်းတာတော့အမှန်ပဲဗျဟုတ်ဆရာမှတ်ချက်ချတယ်ကျမလည်းသူ့ကိုသတိထားမိတယ်မက်ခင်တွေကတွေ့ကြုံမှုသမျှကိုပြောပြလေတော့တယ်ကျွန်တော်ကတော့မိတဆူးလေးမို့နည်းနည်းကြောင်တောင်လေးဖြစ်နေတယ်လို့ထင်တယ်တခြားတော့ဘာမှဟုတ်ဟန်မတူပါဘူးဗျကျမလည်းဒီလိုပဲထင်ထားတာပါပဲရှင်ဒါပေမဲ့ကလေးတွေကတော့တမျိုးထင်ပြီးလက်နေကြတယ်ဒီကြားထဲမှာဆရာကမနက်ကသူ့ကိုရိုင်းရင်းနဲ့ရုတ်တရက်ရင်မက်အောက်သွားတော့ပို့ဆိုးတာပေါ့အဲ့ဒါကဒီလိုပဲနှလုံးအောင်တာထင်ပါရဲ့ဗျာခဏနေတော့တက်ကြသွားတာပဲအရင်ကရောဒီလိုမျိုးဖြစ်ဘူးလို့လားမဖြစ်တော့မဖြစ်ဘူးဗျဒါပေမဲ့ဒါမျိုးကဒီအသက်အရွယ်မှာရုတ်တရက်ဖြစ်ချင်လဲဖြစ်တတ်တာလို့ကြားဘူးတာပဲဒါနဲ့အိမ်မက်မိမှာအမေမရှိတော့ဘူးလားဟုတ်တယ်ဗျသူတို့ကအဖေတစ်ခုသမီးတစ်ခုလေသူ့အဖေကိုရောဆရာတွေ့ဘူးလားကျောင်းလာအတုံးကတော့တစ်ခေါက်တွေ့ဘူးတယ်သူမိမဆုံးပြီးတခြားမျိုးကနေပြောင်းလာတာဗျနမီရောဘလို့ခေါ်တယ်လဲကိုမျိုးလင်းနဲ့သူ့အမေကရောခင်ဆက်မေတဲ့ဗျတကယ်တော့အိမ်မက်မေပုံဆွဲထားသောစာရွက်ကလေးအားဘာရင်မဟုတ်ပဲမက်ခင်နဲ့ယူလာဖြစ်ခဲ့ခြင်းပင်ဖြစ်တယ်အလကားတက်စာရွက်ပေါ်မှာပိမ့်မဲနဲ့နေအောင်ဘာလို့များရှောက်ချထားပါလဲကိုသိချင်မိသောကြောင့်လည်းဖြစ်တယ်ထိုစာရွက်လေးကိုယူဖို့ဆရာစီခွင့်တောင်းသောအခါဆရာကရှော့ရှူခွင့်ပြုတယ်ကျွန်တော်လွန့်ဖြစ်တော့မလို့ဗျအလကားဒီကောင်မလေးစိတ်ကူးပေါက်ပြီးရှောက်ချထားတာထင်ပါရဲ့ဗျမက်ခင်နဲ့လည်းထို့သို့ပင်ယူဆမိပါတယ်သို့တော့စာရွက်ကလေးတွေကယူလာခြင်းစိတ်ကလည်းထူးထူးခြားခြားဖြစ်မိနေခဲ့တယ်။အိမ်ပြန်ရောက်လို့ရေချိုးမှုချိုးညစာစားတော့ပြီးကျောင်းမှာပါလာတော့အလုံးများလုံးမီပြူသောအခါစောက်တော့ကြားညှက်ထားမိတော့ထိုးစာကလေးသပွဲပေါ်သို့ထွက်ကြလာခဲ့တယ်။အစားကတော့ဘေးမှာသာချထားလိုက်ပါတယ်။လောက်ရရှိပြီးများကိုအရင်လုံးမယ်ပေါ့။သို့တော့အာယုံကိုဘလို့မှစူပြီးမရဖြစ်နေခဲ့တယ်။စိတ်ကထိုခဲမုန်းစာရွက်လေးစီမှာသာတဝဲလေရောက်ရှိနေခဲ့တယ်။စာရွက်လေးကိုအသာကောက်ကင်လိုက်ပြီးပါဇက်ကတီတူလေးရေရွနေမိတော့တယ်။အိမ်မက်မေရဲ့ဘာလို့များဆော်ရက်ပေါ်မှာဘာပုံမှမဆွဲပဲဒီလိုအတိတ်ပဲမရှိရှောက်ချစ်ထားရတာလေ။မက်ခင်နယ်ထိုင်နေဒီကစာကြည့်သပွဲတစ်လုံးရှိမှတင်ဖြစ်တယ်။စာရွက်လေးကိုစိတ်ယူထောင်ကြည့်လိုက်တာဇပွဲပေါ်နောက်ဘက်တွင်ဇပွဲတင်မီကဆက်လိုက်ထိုးပြနေတယ်လို့ဖြစ်နေခဲ့သည်ပေါ့။ပိမ့်မဲနေတော့ခဲချက်ပြင်မျက်နှာပြင်အားငေးကြည့်မိရင်မှမက်ခင်နယ်နှလုံးစုံမှာအံ့ဩမှုဖြင့်ပြူးကြည်သွားကြလေ။ဟင်ကနေဖြစ်သွားတယ်။အာမေရီအတန်နဲ့တူစာရွက်ကလေးကိုမီးအောင်နဲ့ကက်ခါတီချာကြည့်မိလိုက်တယ်။အမြင်အာရုံကြီးပို၍ထင်ရှားလာခဲ့တယ်။ခဲရီပိမ့်မဲနေအောင်ချစ်ထားသောအောက်တွင်ဝိုးတော်ဝါအရေးတံတစ်ခုမြင်တွေ့ရလေ။ခဲပြတ်တစ်လုံးကိုယူ၍မက်ကင်နဲ့စာရွက်ပေါ်သို့တပတ်ဝါလေးပုတ်ချလိုက်တယ်။တကယ်တော့အိမ်မက်မေသည်စာရွက်ပေါ်မှာခဲရီမဲနေအောင်ရှောက်ချစ်ထားခြင်းမှာအကြောင်းမဲ့မဟုတ်ဒီစာရွက်ပေါ်မှာငကူရေးဆွဲထားသောပုံတစ်ပုံကွယ်ပြောက်ရန်အတွက်ဖြစ်ပုံရတယ်။ငကူကမတိလာတော့လေစာရွက်ကိုမီးအောင်နဲ့ကက်၍ကြီးမှထိုအောက်ကပုံကိုအရေးတံမြင်တွေ့လိုက်ရခြင်းပင်ဖြစ်တယ်။ခဲဘက်ကိုဖြတ်ထုတ်ရင်းကနေအောက်ကပုံသည်တသားပေါ်ထွက်လာတယ်။၄တောင်တုံးတွေပို့လို့ကိုစတွေ့ရတယ်။ဘာမှမသိပေမဲ့အပေါ်ကခဲမုံထားသည့်များကိုထက်၍ဖြည့်ရင်းနဲ့ပဲစာရွက်ပေါ်၌အိမ်မက်မေငကူကဆွဲထားခဲ့သောအောက်ခံပုံမှာတင်ငိုင်းကုန်းပုံကြီးတစ်ပုံလာဖြစ်နေလေတော့တယ်။မက်ကင်နဲ့ရမ်းအောင်မိလိုက်တော့တယ်။ဒီတခါတော့အတော့ကိုကျေလောင်၍တွားပါတယ်။ဒီလူကလေးကဘာလို့များကြောက်စရာကောင်းသောတင်ငိုင်းကုန်းပုံကိုဆွဲရတယ်လဲ။အုပ်ကူတွေအရေးစီတွေ့တန်းလျက်ရိုးတံတိုင်းနဲ့တစ်ပင်ကြီးတချို့နဲ့ငှက်ဆိုးတွေအုပ်ဖွဲ့ပြောင်းဝဲနေပုံများကိုရေးဆွဲထားသည်ကအတက်ဝင်သလောက်ကြောက်စရာကောင်းလာကြည့်တယ်။ခဲနဲ့မျက်နှာပြင်အပြည့်ရှောက်ချစ်ချင်ဒီကထိုပုံကိုပြန်၍ဖုံးကွယ်ဖို့အတွက်လား။ဘာဖြစ်လို့ခဲပြက်နဲ့မဖက်ဖြစ်ရတယ်လဲ။မက်ကင်နယ်ရေထဲ၌မိဘများစွာဖြင့်ရင်မောနေခဲ့တော့တယ်။မျက်လုံးတွေကဆော်ရဲပေါ်မှာတင်းကျပ်မှုပုံကိုမလွဲမဖယ်စတန်းကြီးကြည့်နေတော့တယ်။သူမသတိမပြုမိသောအခါထူစာရဲ့အားကန်၍ထားမိသောလက်များကတစ်ဆက်တုံရင်နေခြင်းအားဖြစ်ပေတယ်။ပုံမှန်အပြင်မက်ကင်နယ်အကြောင်းတို့အမြဲစိုးစိုးရောက်နေတတ်ခြင်းဖြစ်တယ်။သူမနေထိုင်ရာအိမ်နဲ့အကြောင်းကလည်းတိတ်မဝေးလာဘူး။သို့တော့ဒီမနက်မှာတော့အိယာထားနောက်ကျတဲ့ပြင်သူမကျောင်းသူနောက်ကျခဲ့ရတယ်။အိမ်မက်မီကျောင်းဝက်ဖွဲပကြီးပုံကြီးမက်ခင်မီအားတညာလုံးကောင်းကောင်းအိမ်မပြောအောင်တုံလုံးစေခဲ့တယ်။ဒီပကြီးပုံကျောင်းကိုအိမ်မက်မီတို့တမ်းမိုင်ဆရာကတော့ပြောပြရအောင်မယ်ဟုကျောင်းလာလမ်းတွင်တောက်လျှောက်တွေးမိနေခဲ့တယ်။သူမမှာ
အိမ်မက်မေနဲ့ပတ်သက်ပြီးတိုင်ပင်စရာဆိုလို့ဒီဆရာတယောက်ပဲရှိတာမဟုတ်လားသူဆရာနဲ့ညီတိုင်းပြီးအိမ်မက်မေကိုတည်တည်ချာချာကင်တွေ့ရမယ်အိမ်မက်မေအဖေဆိုသူနဲ့တွေ့တဲ့ရင်တွေ့ရမည်ပေါ့ကျောင်းမဝအရောက်နာကြားလိုက်ရတော့သတင်းစကားတစ်ခုမှမခင်နယ်စိတ်ထဲ၌စီရင်မိသည်ကိုအားလုံးတခုံချင်းဖြည့်ဆည်းလိုက်ရလေတော့တယ်ဆရာတည်သွားပြီတဲ့တွေ့ချင်းထိုသတင်းစကားအားစီးပြောသောဆရာမအားမခင်နယ်ကပကုံးနှစ်ဖက်ကိုဖြည့်ညှစ်စုပ်ကင်ကတယူတည်တံမေးလိုက်မိတယ်ဘာဖြစ်လို့လဲရင်မသိဘူးဆရာဝန်ပြောတာကတော့နှလုံးသွေးရုပ်တရက်ရက်သွားတယ်ဆိုလားပဲအာယုန်နဲ့တွင်မနေ့ကမြင်ကွင်းအားဖြတ်ခနဲ့မြင်အောင်လိုက်တယ်ရုပ်တရက်ရင်မအောင်ကလက်မနှလုံးကိုဖိ၍လွတ်ကြသောဆရာအသွင်တစ်ဆက်တည်းမှာပင်ထိုဆရာဤအရှိုက်ကိုခံခဲ့ရသောအိမ်မက်မီဤမျက်နှာလေးကိုလည်းမြင်အောင်လာခဲ့တယ်ဒီလောက်အရိုက်ခံရတာတော့မှတစ်စက်မှမငူဝဲသောကလေးမဆရာကိုပြန်ကြည့်နေသောမျက်လုံးစိမ်းများကိုလည်းပြန်တွေးမိရင်ကြောစိမ့်စရာကောင်းနေတော့တယ်ထိုစဉ်ကတော့တခြားကလေးတွေကအိမ်မက်မီကိုဝိုင်းဝန်း၍ဆွဆွဲနေကြတော့တယ်ဆရာရုပ်တရက်ရင်မအောင်သွားအောင်ဒင်းလုံးလိုက်တာနေမှာပေါ့တဲ့ဒါဟုတ်များဟုတ်နေမလားအခုလိုဆရာရုပ်တရက်တည်သွားတာလေအခုလိုဆရာရုပ်တရက်တည်သွားတာကလည်းနှလုံးလေးရက်သွားလို့ဟုဆိုတော့ယောဂအကြောင်းရင်းကိုဆရာဝန်တွေကရှာရရတော့လေမခင်တွေကမူထိတ်လန့်စွာနောက်ထပ်အကြောင်းရင်းတစ်ခုကိုတွေးမိနေတော့တယ်နှလုံးသွေးသည်နှလုံးယောဂကြောင့်ရက်တိုင်သွားနိုင်တယ်လို့ဗရန်ကြောင့်မဖွယ်တလုံးတရားတစ်နဲ့ရင်ဆိုင်ရရင်လေရုပ်တရက်ရက်ဆိုင်သွားနိုင်တာပဲထိုတန်တဲ့အားပုံမူခိုင်မြဲစီဒီမှာတော့တည်ဆုံးသွားသောဆရာအိမ်တို့မခင်တွေတို့လိုက်သွားခဲ့တယ်မှလည်းဖြစ်ပြီဆရာအိမ်ဒီကျောင်းနဲ့မနီမွေးမှာရှိပါတယ်ဘိုးကြီးထဲမှာပင်အိမ်ထဲမှာလူတွေထွက်ချီဝင်ကြီးပြုနေကြသည်မြင်ရတယ်တာမန်အာလူဝအိမ်တဲ့အိမ်လေးနဲ့လည်းလူတီပူ၍လူအများလုံးဒီကိုထင်မဲ့ရတယ်လူမစင်တင်သောအရက်မှာလာစီနေခြင်းပင်ဖြစ်ပါတယ်ပြီးတော့လာကြလူတွေကြည်ပုံရတာလေရိုးရိုးသတင်းမေးခြင်းထက်ပုံပုံနေတယ်အချင်းချင်းတီတိုပြုတ်ရဲ့တနေရာစီမှာအုပ်စုကလေးတွေနဲ့ယုံစုပြုံနေကြသည်ကိုလည်းမြင်တွေ့ရပါတယ်မခင်တွေတို့ထိုအိမ်ပေါ်သို့တက်သွားပြီးမကြခင်မှာပင်သူတို့တီတိုပြောနေသောအကြောင်းအရာများကိုသိရလာတော့တယ်ဆရာတီဆုံးများတွေကမှယူလာတာမဟုတ်ပါထိုအတိုင်းတန်တရားဝင်ရင်တို့လိုဖြစ်မိနေတော့တယ်မခင်တွေကညင်းမိပါတယ်ဟင်းမဖြစ်နိုင်ပါဘူးဆရာကနှလုံးရောဂါကန်ရှိလို့ဟိုတနေ့ကတောင်ရင်မက်တွေရုပ်တရက်ထိုးအောင်လာသေးတာပဲအဲ့ဒါတော့မသိဘူးဒါပေမဲ့ဆရာမသိခင်ကကျမတို့တွေဒီလောက်တော့တကယ်ကိုတန်တန်မာမာကြီးပဲအိန္ဒိယချင်းမိန်းမတယောက်ကမခင်တွေကိုပြောပြပါတယ်ကျောင်းရင်းကလက်မခံတဲ့ဖြင့်မခင်တွေမှာအတွင်လာညင်းဆူနေမိတယ်အင်းလေနှလုံးရောဂါဆိုတာမျိုးကလည်းတန်တန်မာမာကြီးရှိနေရဟာနေရုပ်တရက်ဖောက်ချင်လဲဖောက်တာမျိုးပဲဒါပေမဲ့မင်းညကဆရာမသိခင်အော်ဒါအနက်ကြီးတစ်ခုကြားရတယ်ရှင်အဲ့ဒါကသူ့ဝေဒနာအပြင်းထန်ခံစားလို့ဖြစ်သွားတာနေမှာပေါ့ဘယ်လိုပင်ပြောမခင်တွေကတော့ညင်းနေအောင်မှာပင်ဖြစ်တယ်သူတို့ပြောသလိုကိုလက်ခံလိုက်ရင်တွေ့ပြမတက်ဖြစ်သွားနိုင်နေမဟုတ်လားသို့တော့သူမနဲ့စကားပြောနေသည့်မိမ၏နောက်ဆုံးအပိသက်ပြောလိုက်သောစကားတစ်ခုမှမူမခင်တွေဘာပြန်ပြောမှမသိအောင်ဖြစ်သွားခဲ့ရလေတော့တယ်ဟုတ်ပါတယ်ဆီယမ်မာပြောသလိုဒါဟာတိတ်မထူးမဆန်းပဲတမယူကြအဖြစ်ပြမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တာပါပဲဒါပေမဲ့ကျမတို့ဒီကိစ္စကိုအရန်ထိနိုင်သွားတာကသူစကားရောက်တွင်ရင်းဒီစကားပြောနေမှရုတ်တရက်ရက်တန်ရီတွား၏ဒါကြောင့်တခုကရုတ်တရက်ထိတ်လန့်နေတယ်လို့ဟိုဒီမျက်လုံးဝိုင်းသားနဲ့ရှောက်ကြည့်သည်ပြီးကျင်လာပြီဖြစ်တော့မခင်ထဲမှာဖွင့်ထုတ်ခါမေးမြန်းမိတယ်ပြောပါရှင်ဘာဖြစ်လို့လဲကိုမိမကကြောက်လန့်နေဟန်မပြေသေးပဲသတိတစ်ချက်လူချရင်ခတူးတူပြောလေတယ်ဆရာတေးတဲ့ညကလေအိမ်ရှိမှာအဝါရောင်ဝမ်းဆက်နဲ့မိမတယောက်ကအိမ်ထဲဘက်ကိုစင်းစင်းကြီးရက်ကြည့်နေတာတွေ့လိုက်ရတယ်တဲ့ဘလူတွေကတွေ့လိုက်တာလဲဘလူပုံစံမျိုးနဲ့တွေ့လိုက်တာလဲဆိုတာမခင်တွေရေးရဆက်မမေးမြန်းနိုင်ခဲ့ထိုအကြောင်းကြားလိုက်တဲ့နဲ့ချက်သိန်းတွေတဖန်ပြန်ထသွားခဲ့ရပါတယ်အိမ်သမီးတို့အိမ်လိုက်သွားဖို့မခင်တွေဆုံးဖြတ်ခဲ့ဒီမှာဆရာဆုံးပြီး၄ရက်အကြာတွင်ဖြစ်ပါတယ်ယခုအခါသူမသည်အိမ်သမီးတို့အတန်းမူပါအတန်းပိုင်ဖြစ်ယာယီပူးတဲ့တာဝန်ယူနေရပြီဖြစ်တယ်တင်ရလေအောင်နှစ်တန်းသလုံးကိုကလေးများကိုတခန်းထဲတွင်ပေါင်းထားလိုက်ရတယ်အနည်းငယ်တိုင်ပင်ဆွေးနွေးလူကြီးမူအိမ်မက်မီဖခင်ဖြစ်သူဆိုတဲ့ကိုမျိုးလင်ကိုကြောင်းလိုက်လာခဲ့ရန်ခေါ်တာပို့ခဲ့တယ်သို့တော့လုံးဝလိုက်မလာခဲ့အိမ်မက်မီကိုမေးတော့လေရေးရဖြီလိုနိုင်ခြင်းမရှိပေထို့ကြောင့်နောက်ဆုံးမှာတော့မခင်တွေကိုယ်တိုင်သူတို့အိမ်လိုက်သွားဖို့စီစဉ်ငယ်ရင်းမြင်ဖြစ်ပါတယ်စိတ်မြန်လက်မြန်နဲ့သာ
ထွက်လာခဲ့လိုက်တော့လေအိမ်ဆက်မီတို့အိမ်အနီးရောက်လာတော့အခါမခင်နယ်မှာနောင်နာရခြင်းလိုပင်ဖြစ်လာမိတယ်ယခုလိုចောင်းပိတ်ရဲ့မျိုးမှမလာပဲဒါမှမဟုတ်ចောင်းပွင့်ရဲ့ចောင်းပြင်းဒီမှာအိမ်မက်မီနဲ့လိုက်လာခဲ့ရကောင်းသားဒါမှမဟုတ်ရင်လေအဖေတယောက်တော့ခေါ်လာခဲ့ရင်ကောင်းသားတော်ပါသေးသည်နေ့လေခင်လင်းလင်းထင်းထင်းမှလာခဲ့မိလို့လားပေါ့ဒါမှမဟုတ်ရင်မခင်နယ်အဖို့အခုလိုရောက်ကလေးကလှည့်ပြန်ပြေးပြစ်မှတွေ့ကြပါတယ်အဝေးကမြင်ရနေရပြင်အိမ်မက်မီတို့အိမ်မှာခြောက်ကြားစရာအတွင်ကိုဆောင်ရွက်ရှိနေတယ်။ရိုင်းရိုင်းနဲ့ဝါတိတ်ကလေးဖြစ်ပြီးအတွင်ကခက်မိမိမုံမုံကုကုနဲ့ငိမ့်သက်လွန်းနေတဲ့နေပုံကအတွင်နဲ့လူတစ်ယောက်မှမရှိသေးနဲ့ထင်ရတယ်။တွန်းထုံဖြင့်မခင်တွေအိမ်ရှိသူရှောက်လာခဲ့လိုက်တယ်။အိမ်သမီးအတန်ခတ်အုပ်ဖြင့်အိမ်ရှိမှអော်ခေါ်တယ်။တိတ်လေအကျေကြီးမអော်ရဲကျောင်းမက်ပွဲတလုံးတရားကသူ့အတန်ကိုကြားသွားမှစိုးစလို့ခံစားနေပြီးတော့တယ်။အိမ်မက်မီနောက်တစ်ချိန်អော်ခေါ်တော့လေတုံ့ပြန်တယ်ကိုမကြားရမောင်မဲလူနေတော့အိမ်ထဲမှာလှုပ်ရှားမှုကိုလည်းမမြင်ရတဲ့ဖြင့်မခင်ရဲ့စိတ်ထဲမှာဇဝေတော်ပင်ဖြစ်လာမိတော့တယ်သူတို့တွေရှိမှရှိကြရဲ့လားဒီနေရာဒီအသက်ရှိသူတို့နေတော့နေရာပင်ယုံကြည်နိုင်မှုခက်ခဲသလိုဖြစ်နေတယ်မခင်ရဲ့စိတ်ထဲမှာစိတ်ငါကြောက်လာမိတယ်ခုနေရာမှာထွက်သွားတော့မလားဟုမျက်နှာလေးစင်မှာပင်ပြေးချလာတော့ခြေတံနဲ့အတူအတန်ကလေးခဆူဆူကြားလိုက်ရတယ်တော့တယ်ဟဲဆီယာမလာတဲ့တော့ဖေဆီယာမလာတယ်မခင်တွေပြန်လိုက်တော့အခါအိမ်ဆက်မီလေးအိမ်ထဲမှာပြေးထွက်လာသည်ကိုမြင်ရတယ်။ကျောင်းမှာမြင်နေကြနဲ့ကွဲပြားလာပြင်သူမအတွင်မြင်ကတွက်လက်နေရန်ရှိနေတယ်။မခင်တွေသူမအိမ်လိုက်လာသည်ကိုလည်းဝမ်းသာနေပုံရနေတယ်။မခင်တွေနီးသူပြေးလာပြီးလက်မောင်းကိုအရောက်လက်တွဲကအိမ်ထဲကိုခေါ်တယ်။လာလေးဆီယာမလာလေးအိမ်ထဲဝင်ခဲ့ပါ။ဖေဟောဒီမှာတမီးတို့ဆီယာမလာတယ်မခင်နဲ့အိမ်ထဲရောက်မှာပင်အိမ်မက်မီအဖေဖြစ်သူမှာလေးကန်ကန်နဲ့အတွင်းကန်းထဲမှာထွက်လာလေတော့တယ်မခင်နဲ့ကပင်စတင်နှုတ်ဆက်စကားဆူလေတော့တယ်အိမ်မက်မီတို့အဖေဆိုတာထင်တယ်ဟုတ်ပါတယ်ဆီယာမကျွန်တော်နာမည်မျိုးလင်မှာထိုင်လေးဆီယာမကိုမျိုးလင်ဆိုသောလူဤစကားသမားသူ့လှုပ်ရှားမှုများနဲ့ပင်နှီးကွေးလေးလံလွန်လာကြည့်တယ်မခင်တွေမှာနားလည်အောင်မနှဲနားဆိုင်ထောင်ရလေတယ်။လူပြရစီလမ်းကြည့်တော့အိမ်ကန်းတွေကခင်းထားသည့်ဖြာစုပ်လေးတစ်ချက်ကိုတွေ့ရတယ်။မခင်နဲ့ထိုးပြပေါ်မှာထိုင်ချသောအခါအိမ်ဆက်မီလေးကလည်းဘေးနေရာမှာကဲ့ရွေလာတိုင်းနဲ့ကိစ္စတစ်ခုခုများရှိလို့လားဆရာမ။ဟိုတနေ့တုန်းကဦးမျိုးလင်ကိုကြောင်းလာပြဖို့ခေါ်ခိုင်းတာဘာလို့များမလာတာပါလဲ။ဦးမျိုးလင်ကခေါင်းကုတ်တယ်။ဟုတ်ပါရဲ့ဗျာကျွန်တော်သတိရပြီဟိုရက်တွေကတမီလီပြောသားပဲကျွန်တော်မိသွားတာဘာအတွက်များလဲရင်ဆရာမတကယ်တမ်းမခင်နေလာခဲ့ဒီကအင်းသက်မီတာမန်မဟုတ်တော့ထူးခြားမှုများကိုသူ့ဖေဖြစ်သူနဲ့တိုင်ပင်ဆွေးနွေးဖို့ဖြစ်ပါတယ်သို့တော့ကလေးရှိမှဆိုတော့မပြောရပါအခုလူကြတော့လေအင်းသက်မီလေးကရှင်လန်းတက်ကြွဖြစ်နေပြီးသူမဖေကိုမျိုးလင်ကသာတရမ်းမမှန်လို့ဖြစ်နေလေကျောင်းမှာကလေးတွေအမြင်ဆောင်နေကြတာမို့အိမ်ဆက်မီလေးလည်းတမျိုးဖြစ်နေတာထင်ပါရဲ့နှုတ်ဆွနေမိမခင်မျိုးကိုမျိုးလင်ကထပ်မေးလေတယ်ကျွန်တော်တမီးလေးနဲ့ပတ်သက်လို့များလားမလီမာတာတခုများရှိလို့လားယင်မဟုတ်ပါဘူးတမီးလေးကလိမ္မာပါတယ်ဒါပေမဲ့မျိုးလင်ကတခြားမိဘတွေလိုမဟုတ်ပဲကျောင်းကိုတခါမှလိုက်မလာတော့မတွေ့လို့ပါဘာပဲဖြစ်ဖြစ်မိဘနဲ့ဆရာဆိုတာကအမြဲထိထိနေမှကလေးအတွက်ကောင်းတာပေါ့ဟာဟုတ်ပါတယ်ကျွန်တော်ကျောင်းကိုလာတေးတင်တာပါကျွန်တော်မားတာပါဆရာမရဲ့ရှိစပီမက်ခင်တွေမှာဘာပြောမှမသိဖြစ်နေလေတော့တယ်အာရုံပြောင်းနေတော့ဖြင့်ဟိုဒီဝိဝဲကြည့်မိတယ်ဘာအိမ်တော်မရီဘောကမှမရှိတော့အိမ်ကမ်းမှာရှင်းလင်းလွန်းလာကြတယ်အိမ်ဦးပိုင်း၌ဖျားစင်တွေတခုမှလွှဲဘာမှမရှိအိမ်တွင်းနဲ့ဆင်ပင်မရှိသည့်အပင်ဖြစ်တယ်ဒီအိမ်မှာအိမ်တွင်းမရှိဘူးနော်မခင်နဲ့လူခနဲ့မေးလိုက်မိတယ်ဟုတ်တယ်လေဘာလို့လဲဘာမှမဟုတ်ပါဘူးအိမ်တွင်းမရှိရင်မကောင်းဆိုးဝါးတွေဘာတွေမဝင်နိုင်ဘူးလို့ရှိလူကြီးတွေကပြောတာကြားဘူးလို့ပါဒါနဲ့ကိုမျိုးလင်ကမျက်နှာထားတစ်မျိုးဖြစ်သွားခဲ့တယ်ကျွန်တော်တို့အိမ်တော့မကောင်းဆိုးဝါးတွေဝင်လေပူကောင်းလေပေါ့ဆရာမရဲ့အတီးပြောတာလားစစရာပြောတာလားဟုမကြည့်သဖြင့်မခင်တွေမှာ
ထိုစကားကိုဘာမှတုံ့ပြန်ခဲ့ခြင်းမရှိပေ။ဆက်ပြောစရာလည်းမရှိတော့တာမို့ပြန်ရန်သာဆုံးဖြတ်ခဲ့လေတော့တယ်။ဒါဆိုကျမပြန်မအောင်မယ်နော်။နောက်ကိုအကြောင်းကိုတော့မကြမ်းမကြာလာခဲ့ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်လာခဲ့ပါမယ်ခင်ဗျာ။အိမ်ဆက်မီလေးကမက်ခင်နဲ့လက်ကိုတွဲကတော်တော်ဝေးတဲ့အထိပြန်လိုက်ပို့ပေးလေတယ်။ပါဇက်ကလည်းတူတူနဲ့သမီးတို့အိမ်ကိုနောက်ခဏလာလေနော်ဆရာမအချင်းချင်းပြောဆိုနေခဲ့တယ်။ဘာပဲဖြစ်ဖြစ်မက်ခင်တွေထိုအိမ်တို့တွားဖြစ်သည့်အတွက်ရရှိခဲ့သည့်တခုသေးသောအမျက်မှာကတော့အိမ်ဆက်မီလေးနဲ့သူမရင်းနှီးစွာဖြစ်သွားခဲ့ခြင်းဖြစ်ပြီးတယ်။ထိုနောက်ပိုင်းရံများမှာအိမ်ဆက်မီလေးမှာသူမအားတဖြည်းဖြည်းခင်တယ်လာလေတော့တယ်။အစကတော့ဆရာသေးဆုံးသွားခြင်းကတာမန်စိတ်မကောင်းဖြစ်စရာဖြစ်ရတခုဖြစ်နေနေတာထင်မှတ်မိခဲ့ပါတယ်။သို့တော့မကြမီမှာပင်ရင်းဤနောက်ဆက်တွဲကိစ္စတို့သည်ခြောက်ခြားွယ်ဖြစ်ပေါ်၍လာခဲ့ကြလေတယ်။ဆရာအာလူကရက်လေစင်မှာပင်ရွာထဲ၌ထူးခြားသောသတင်းစကားတစ်ခုမှပြန့်လန့်၍လာခဲ့တယ်။ရွာထဲတုတ်တန်သောဝင်မိတယ်။ဘာကြောင့်များထိုသတင်းစကားကဝင်လာရတာလဲမခင်နဲ့စဉ်းစားရမရ။ဝါရောင်ဝတ်စုံဝတ်ထားသောမိမတစ်ယောက်အသွင်ကိုညဘက်မှာဟိုမာဒီမှာမြင်ရသည်ဟုလာလူကသားများကတစင်စကားဖြင့်ပြောဆိုနေကြခြင်းပင်ဖြစ်ပေတယ်။မခင်တွေကသူမနဲ့နီးစပ်သောရာလူရသားတချို့ကိုမေးကြည့်တယ်။ဘာလို့အခုတလောလူတွေကရွာထဲတုတ်တန်လောင်းဝင်နေဆိုပြီးပြောနေကြတာလဲ။တွေ့တဲ့လူတွေကတွေ့ရတယ်ဆရာမ။တုတ်တန်လောင်းကိုလား။ဟုတ်ကဲ့ဆရာမ။ဘယ်လိုလုပ်သူများသိရတာလဲ။မခင်တွေကပြောပြနေတော့ရာလူတော်ကြီးရဲ့နာမည်ကမချုံပြုံးနဲ့မချုံပြုံးကပြုံးနေ။သိနိုင်တဲ့အချက်တွေအများကြီးပေါ်ဆရာမရဲ့သူကဝါရောင်ဝမ်းဆက်အမြဲဝတ်တယ်လေပြီးတော့ညလေကောင်ကြီးကြမှာတွေ့ရတာသူကတင်းငိမ့်ကထလာတာဆရာမရဲ့။အိုးမဖြစ်နိုင်တာရှင်မခင်နဲ့အခုတော့ရာလူရသားတွေရဲ့ယူသိမှုတစ်ခုလားဖြစ်တယ်ဟုယူဆခဲ့မိလိုက်တယ်။ပြောကြပုံတွေကလည်းတရေလူကြီးကြောက်ရွံ့ထိတ်လန့်နေကြဟန်အတင်းသာမြင်တွေ့နေရလေကိုလူတွေကဆက်ပြောကြတယ်။ညဘက်တွေကြရင်အမောင်လေးကိုတိတိကျကျစောင့်ကြည့်ဆရာမထူကြတာကိုတွေ့လိမ့်မယ်။ဘယ်လိုမျိုးလဲခုရပိုင်းအတွင်းညတွေဆိုရင်လေအမောင်ထဲမှာတယောက်ယောက်ရှိနေတယ်လို့ခံစားရတယ်။အဲ့ဒါကျမတယောက်တည်းမဟုတ်ဘူးနော်။တရားလုံးအဲ့ဒီအတိုင်းဖြစ်နေတာ။မခင်တွေကတော့တူပြောသမျှကိုမယုံ။ရာလူရသားတွေအကြောင်းမလို့ရအောင်အမျိုးမျိုးဖြောင်းပြပါတယ်။တုတ်တန်လုံးနဲ့ပတ်သက်ပြီးအရန်ကြောက်ရွံ့ကအင်ကြီးအဝါမြပဲမဝေရဲအောင်ဖြစ်နေကြသည်မို့သူမကိုယ်တိုင်ဝါရောင်ဝတ်ဆက်ဝတ်ပြပြီးလူတွေကိုပြောဖြစ်တယ်။ဒီမှာတွေ့လားကျမတောင်ဝါရောင်ဝတ်ဆက်ဝတ်သေးတယ်။ဘာဖြစ်လို့လဲ။အလကားအယူသီးမနေကြမ်းမှနေရှင်။ထိုကသူမကျူးလွန်မိခဲ့သည့်ပထမအမားတွင်ဖြစ်သည်ဟုဆိုရလျင်နောက်တနေ့ညဘက်၌မက်ခွင်နဲ့လုံးမိခဲ့သောလောက်ရတစ်ခုမှာဒုတိယအဆိုးဆုံးအမားပင်ဖြစ်ပေလိမ့်မည်။သူညကတော်တော်ညစ်နေသည့်အထိမက်ခွင်နဲ့မအေးဖြစ်ခဲ့သူမကကျောင်းမှာဆရာမတယောက်နဲ့အတူရွာထဲရှိအိမ်တစ်လုံးမှာအတူငားနေကြတာဖြစ်တယ်။သူဆရာမနဲ့မက်ခွင်တို့စကားလက်ဆောင်ကြနေကြသဖြင့်ညစ်နေသွားခြင်းဖြစ်လေတယ်။ပြောရင်းဆိုရင်မှာစကားလမ်းကြောင်းကရွာထဲရှိထိတ်လန့်ပွဲအဖြစ်ပြက်တို့ရောက်ရှိသွားကြလေတယ်။မခင်တွေကအလကားရွာလူတွေတက်တက်အယူသီးနေကြတာနေမှာပါဟဲ့။အဲ့လိုပြောပါရေရွမိနေတော့တယ်။ထိုချိန်မှာပင်အိမ်ပြင်ဘက်မှာကြားလိုက်ရတော့အတန်တန်ကြောင့်သူမအီပြောလက်စစကားမှာရုတ်တရက်ရက်တန်သွားလေတော့တယ်။သူမနဲ့စကားဆက်ပြောနေတော့ဆရာမလေးကမေးတယ်။ဟဲ့နင်ကြားလိုက်လား။အေးဟာခိုးစံတစ်ခုလိုဘာလို့ပဲ။ရင်းသားမှာပြင်မက်စီတို့မခင်နဲ့အကြည့်ရောက်မိသွားတယ်။ရင်းထဲမှာလက်ကနေတစ်ချက်ဖြစ်သွားမိတယ်။အပြင်မက်စီပိမ့်ပိန်နေတော့အမောင်လေးတွေဘာမှမမြင်ရတော့လေ။စုံတယောက်ရှိနေသလိုခံစားရတယ်။ဘာလူရသားများပြောကြသည်များကိုမခင်နဲ့ကြားရုံမိလာတယ်။အခုတလုံးညဘက်တွေဆိုရင်အမောင်ထဲမှာတယောက်ယောက်ဒါမှမဟုတ်စုံတရာတစ်ခုခုရှိနေတယ်လို့ပဲတဲ့။ဘေးကဆီယာမလေးကတော့မျက်လုံးလေးအပြူသားဖြင့်အတော်ပင်လက်နေလိမ့်မယ်။ဟန်ကိုကိုမန်တူကိုဆိုသလိုမခင်တွေကမန်တင်းရင်ထရက်ခါမလမကန်ဘီယိုပေါ်ရှိလက်နေတံမီကိုယူလိုက်တယ်။ပြီးတော့ချက်ချင်းပဲအပြင်ဘက်သို့ပြန်လှည့်ပြီးကြည့်လိုက်တယ်။မန်တင်းကနေရတော့လေသူမှလည်းမိမသားပြီးကြောက်မိတယ်။နောက်ကျောမလုံလို့ပင်အိမ်ပြင်ဘက်ကိုကြောပေးရမထားရဲအမောင်လူထဲမှာကြောက်စရာတုံးတရားစီအချိန်မီ၍အိမ်ထဲခုံဝင်လာနိုင်သည့်တပွဲထင်မြင်မိနေတယ်။လက်နေတံမီကိုစုပ်ကင်ပြီးငကိုထိုင်ခဲ့တဲ့အရာစီပြန်လျှောက်လာတယ်မှာပင်လမ်းမပေါ်မှာခွေးများဆူဆူရွရွထိုးခေါင်လိုက်တဲ့အတန်ကိုကြားလိုက်ရလေတော့တယ်။မခင်ထဲမှာစက္ကန့်နဲ့တုံရင်သွားမိတယ်။သူမကြီးတငယ်ချင်းဆရာမလေးမှာတော့စူဝဲရမရှိမိရတွေ့ရမရှိတယ်လို့ပင်မျက်လုံးပြူသားလေးနဲ့ပတ်ပတ်လေလို့ကြီးကန်းတောင်ဟုတ်ရှောက်ကြည့်နေလိုက်တော့တယ်
ခွေးအောင်သားမုံကလည်းထူးဆန်းလာတယ်အားလုံးအပြုံလိုက်ကြီးဘောကနေထိုးအောင်ရခြင်းပင်ဖြစ်တယ်ခွေးအောင်သားများပြီးတော့ခွေးဥတန်တွေကဆက်လာတယ်အတန်ရှည်ဆွဲ၍ခွေးများဟောင်ကြပုံမှာနားမခံတာဖြစ်เสียကြိုးချမ်းစရာလည်းကောင်းလာပြီတဲ့ခွေးဥတန်နဲ့ရှေးမနှောင်းပင်တစ်ပင်ကြီးတစ်ပင်ထက်မှကြီးတွေဝေါကနေပြူတန်ကိုဆက်ကြားလိုက်ရလေတယ်ခွေးတွေကလည်းဦးနေသေးပင်ဖြစ်တယ်ကြောက်ရွံ့တုန်လုံးရခြင်းကိုတီးမခံနိုင်တော့သည့်မက်ခင်တွေလက်နေတမီဖြင့်အိမ်အပြေမောင်ထဲသို့ဟိုဒီဒီရှောက်ထိုးကြည့်မိလိုက်တော့တယ်ဦးနေသောခွေးများကငြိမ်သွားမလားဆိုပြီးအတန်တုံတုံဖြင့်လန့်အောင်ငေါမိလိုက်တယ်ဟဲ့ရှိသွားတာဟဲ့တိတ်တိတ်နေတယ်ဒီခွေးတွေကလည်းစူလိုက်တာကို့အတန်ကိုမမိနိုင်တော့အောင်မင်းမခင်တွေနှုတ်ဖျားမှထွက်လာသည့်အတန်ကတုံရင်ချောက်ကပ်နေတယ်လူအော်လိုက်ဒီမှာခွေးတွေအတွက်တော့ဘာမှမထူးခြားသလိုပင်ဖြစ်တယ်စူးစူးရွာရွာဆက်ခါဦးနေသေးပင်ဖြစ်ပါတယ်ကြီးတွေကလည်းတပင်ပြီးတပင်ဆက်ခါပြူနေကြသေးဖြစ်တယ်သို့တော့မခင်တွေအဖို့တော့နောက်တစ်ကြိမ်ထပ်၍ခွေးတွေကိုမငေါရဲတော့ပါအဝေးအမောင်လူထဲမှာရီမောတန်ကြီးလူတခုကိုသူမတို့နေရာစလုံးနားနဲ့ဆက်ဆက်ကြားလိုက်ရခြင်းပင်ဖြစ်ပြီးတယ်အကယ်၍နောက်တစ်ကြိမ်မနက်ခင်း၌ကြုံလာရမည့်အဖြစ်ကိုထိတ်လန့်ဖွယ်ကိစ္စများသာကြိုသိခဲ့ပါလေမခင်တွေတယောက်ယခုလိုအိယာစောစောထားပြီးလိမ့်မည်မဟုတ်ပါအိယာမှနုနုချင်းအိမ်ရှိဘက်သို့ထွက်လာ၌မြင်လိုက်ရသောမြင်ကွင်းမှာသူမအတွက်နှလုံးသွေးရဲမတက်အောင်ဖြစ်သွားပါတော့တယ်အရင်ဆုံးအင်းပြင်းမျက်စောင်းထိုးရှိတစ်ပင်တစ်ပင်အောက်၌ငူငငန်ရက်နေသောကိုမျိုးလင်ကိုစတင်မြင်လိုက်ရပါတော့တယ်သူ့နောက်မှာအစွန်းစားထွက်နေသောအရာတစ်ခုကိုဆက်ကြည့်မိလိုက်စင်ပါတော့မခင်တွေရဲ့ဗဇက်ကအာမီရိတ်တန်တစ်ခုကိုထွက်သွားရလေတော့တယ်ဟင်းအခေါင်းကြီးပါလားကိုမျိုးလင်နောက်ဖက်၌အခေါင်းကြီးတစ်ခေါင်းရှိနေခဲ့ပါတယ်ကိုမျိုးလင်နဲ့အတူများပါလာသလားသူကရောဘာဖြစ်လို့ဒီအိမ်ရှိကိုရောက်လာတာလဲမခင်တွေခေါင်းကြီးခြားခြားလေးမတက်စဉ်းစားမရဖြစ်သွားကြမှာပဲကိုမျိုးလင်ကတီတူလန်း၍ပြောလိုက်လေတယ်စိတ်မကောင်းပါဘူးဗျာကျွန်တော်ကအခေါင်းကြီးကိုဆီယာမတို့မတွေ့ရင်ဖျောက်ဖျက်ဖို့ပါရှင်အဲ့ဒါကြီးကိုရှင်ယူလာတာလားဟင်ကိုမျိုးလင်ကတိတိကျကျပြန်မဖြစ်ဒါကြီးကျွန်တော်ယူသွားတော့မယ်နော်အဲ့လိုဆိုလိုက်ပြီးတော့အခေါင်းကြီးကိုထမ်းလျက်ထွက်ခွာသွားလေတော့တယ်ပြီးဝေးသွားတော့သူ့ကြောပြင်ကိုငေးကြည့်နေရင်ကြောက်ရွံ့ရင်နားမလည်ခြင်းများတော့ဖြင့်မခင်တွေရင်ထဲရှုပ်ထွေးကြီးနောက်ခါဘာစကားမှမဆိုနိုင်အောင်ပင်ဖြစ်နေစမှာပင်အနားသို့ဘယ်ချိန်ကလေးကရောက်လာမှန်းမသိတော့တငယ်ချင်းဆရာမလေးဤငိုယိုပြောဆိုလိုက်တော့အတန်ကိုကြားလိုက်ရလေတော့တယ်ကြောက်เสียကောင်းလိုက်တာမနဲ့ဆိုလို့စီဒီအခေါင်းကြီးကအင်ရှိကိုဘာလို့ဖို့ရောက်လာမှန်းမသိဘူးညတော့မှလည်းအရန်လမ်းဖို့ကောင်းတာပဲတော်ပြီဒီမှာနှစ်ယောက်တည်းဆက်မနေဝန်းတော့ဘူးကျောင်းဝင်းထဲကဆရာမတွေအများကြီးစုနေတဲ့တန်ရမှာပဲတွားနေတော့မယ်မခင်တွေကတော့ထိုဤမှာတယောက်တည်းဆက်နေခဲ့ဖို့ဖြစ်ပါတယ်တကယ်ချင်းဆရာမလေးကထွက်သွားတော့လေသူမကလိုက်မသွားပြခဲ့ငဘူတွေကတိတန့်ခွဲနေခြင်းလို့ဒီရင်လေးမှာနှစ်ယောက်ပေါင်းပြီးငှားလာနေရတာမနက်ပိုင်းလင်းလင်းချင်းမှုလို့တိတ်အကြောက်မလုံမီသေးတဖြင့်ထို့ဆုံးဖြတ်မိခဲ့ခြင်းလည်းဖြစ်ပေတယ်ကျောင်းရောက်တော့သူမကိုဆရာမတွေအားလုံးကမနက်ကနဲ့မနေ့ညကဖြစ်ပျက်ခဲ့တဲ့များကိုအားလုံးဝိုင်း၍မေးမြန်းကြတယ်။ဟိုဆရာမလေးကပြောပြထားရဖြစ်ပြီလေ။အသေးချာမပြောပြခြင်းဒီနဲ့ငါတို့အိမ်မှာအတူနေတဲ့ဆရာမလေးကပြောပြထားပြီးပြီမို့လား။ဒီတိုင်းမဲလေဟာခက်လွယ်လည်းပဲစကားကြောကိုဖျက်လိုက်တယ်။ကြောက်စရာဖြစ်ပြများအားပြန်မပြောပြလို့လို့ဖြစ်ပါတယ်။စာသင်ခန်းထဲရောက်လို့အိမ်ဆက်မီကိုမြင်ရပြန်တော့လေထိုဖြစ်ပြများအားပြန်သတိရမိပြန်တယ်။တနေ့လုံးစာသင်ရနေမှာစိတ်ကမဖြောက်ညနေတောင်းတော့မှပင်စိတ်ကနည်းနည်းမေ့ပြောင်းနိုင်တယ်လို့ရှိလာတယ်။သို့တော့ထိုဒီမှာပင်မခင်တွေအားခြောက်ချားတုံလုံးမှုများစီတို့ခေါ်ဆောင်ပေးမိသူတယောက်ရောက်ရှိလာလေတော့တယ်။ဟင်သူဒီကိုဘာလာလုပ်တာပါလဲ။ကိုမျိုးလေးမျက်နှာကိုမြင်သည်နေ့ပင်မခင်တွေမှာလက်ထဲမှာညီပြူပိုင်းလေးလွတ်ကျသွားရတော့အောင်ပင်တုံလုံးသွားခဲ့ရလေတော့တယ်။စာသင်ခန်းပြင်ချန်စီယိုဆက်နိုင်သူရောက်ရှိနေခြင်းပင်ဖြစ်ပြီးတယ်။ကျောင်းသင်ခန်းနီးပြီဆိုတော့အိမ်ဆက်မေကိုလာကြူလာဟုပင်တွေးတောနေမိခဲ့တယ်။သို့တော့ခါတိုင်းတော့သူဒီလိုတစ်ခါမှလာမကြူတတ်ပါဘူးဟုလဲမခင်တွေကတတိယမိနေလေတော့တယ်။သူမဤထိုတန်ရမှာအကြောင်းမဲမဟုတ်ခဲ့ပါ။ခဏအကြာမှာကျောင်းဆင်းလိုက်ပြီးချင်းမှပင်ကိုမျိုးလင်ရောက်လာသည်မှာအိမ်ဆက်မေစီမဟုတ်မှန်းတိလိုက်ရပါတော့တယ်။သူမစီတဲတဲမဲ့ရှောက်လာတော့ကိုမျိုးလင်ကိုကြည့်နေရင်မခင်တွေမှာဘာလို့အမှန်မသိသူ့ကိုမြင်သည်နဲ့ကြောက်ရွံ့စိတ်ကစိတ်ထဲကြီးစိုးလာမိတော့တယ်။သူကလည်းကြောက်စရာဖြစ်ရများနဲ့အမြဲဆက်နေတဲ့သူမဟုတ်လား။ပရိသန္ဓာရစကားပင်ရင်းချင်းမှုအရာမဆူဖြစ်ခဲ့ကြပဲကိုမျိုးလင်ကအဆက်မဲ့စကားကိုပြောလာခဲ့လေတော့တယ်။ဆီယမဒီညဟိုအိမ်မှာမအိပ်ပါနဲ့နော်ဆီယမ
မခင်တွေကကြောင်သွားတယ်ဘာဖြစ်လို့လဲရင်ကိုမျိုးလင်ကခုနကစကားကိုထပ်ပြောတယ်ဆီယမဒီညဟိုအိမ်မှာမအိပ်ပါနဲ့နော်ဆီယမမခင်တွေကလည်းအကြောင်းတစ်ခုများရှိလို့လားရှင်ဒီညတော့ဆီယမတခြားနေရာတစ်ခုခုမှာတွားအိပ်လို့ရတယ်မဟုတ်လားဒီညတညတည်းပါပဲဆီယမရေမခင်တွေကြောင်းဝင်တဲ့ရှိဆီယမတန်းလျားများကိုသတိရမိလိုက်တယ်ငကူကသူမနဲ့အတူနေသောဆီယမလေးကထိုနေရာသို့ပြောင်းရွှေ့သွားပြီမဟုတ်လားသို့တော့အကြောင်းရင်းကိုသိချင်တဲ့ဖြင့်မခင်တွေထက်ခါမေးမိတယ်ကိုမျိုးလင်ကလည်းဒီညတခြားမှာပြောင်းရေးဖို့လားအတင်းဆိုပြောနေလေနောက်ဆုံးဒီညလေးတော့တခြားနေရာမှာပဲတွားရေးလိုက်ပါမေဟူ၍မခင်တွေကဆုံးဖြတ်မိခဲ့ခြင်းမှာကိုမျိုးလင်ရဲ့ထို့သို့အချင်းချင်းဖန်ဖန်တိုက်တွန်းမှုကြောင့်ပင်ဖြစ်ပါလေတော့တယ်မခင်တွေဖို့လူသားတယောက်အားခဏတာတွေးကြုံဆက်ဆံရုံဖြင့်တသက်စာမတ်မထင်ဖြစ်သွားတာမျိုးရခင်ကမကြုံမိခဲ့ဘူးပါယခုတော့လူနှစ်ယောက်ဒီကာလာတူလေးအတွင်းမှာပင်ဘယ်တော့မှမမေ့နိုင်အောင်ပြုလုပ်သွားနိုင်လေခဲ့ပြီဖြစ်တယ်ပထမတစ်ယောက်ကအိမ်ဆက်မီဒုတိယတစ်ယောက်ကတော့ရင်းဤဖခင်ဖြစ်သောကိုမျိုးလင်ပဲဖြစ်ပါလိမ့်တယ်အထူးသဖြင့်ကိုမျိုးလင်နဲ့ပတ်သက်၍နောက်ဆုံးဖြစ်ပေါ်ခဲ့သောဖြစ်ရမှာမခင်တဲ့အတွက်တသက်တာမေးမဖြောက်နိုင်တဲ့အတွေ့အကြုံပင်ဖြစ်ပါလေတော့တယ်ကိုမျိုးလင်တည်သွားပြီအဲ့လိုပင်အရင်ဆုံးစတင်ကြားရသည်နောက်ထပ်ဆက်၍ကြားရသည်မခင်တွေတို့အင်းရှိဖနှက်ချုပ်ပေါ်တွင်တည်ဆုံးနေတာမခင်တွေတို့အိမ်လေးကဖနှက်ချုပ်တစ်ဖွဲလေးသားဆောင်ရှိလေးထုတ်ထားပြီးတော့ဆောက်လုပ်ထားခြင်းပင်ဖြစ်ပါတယ်ညကမခင်တွေတို့နှစ်ယောက်စလုံးအိမ်မှာမရှိသဖြင့်အိမ်တကာမကြီးကိုတွက်ခတ်ယူထားတယ်ထိုတကားချက်ရှိတွင်ဖနှက်ချုပ်ပေါ်တွင်ကိုမျိုးလင်တယောက်တည်ဆုံးနေခြင်းပင်ဖြစ်ပါတယ်မနေ့ကအကြောင်းသိနေနေကိုမျိုးလင်ရောက်လာပုံကိုမခင်တွေဖြတ်ကနေသတိရမိလိုက်တယ်မခင်တွေအားထိုညတညတော့ထိုအိမ်မှာမအိပ်ဖို့အတင်းဆိုပြောနေတော့ကိုမျိုးလင်၏အပြုအမူကိုလည်းတပါးတည်းအမှတ်ရမိလိုက်တယ်ဒါအကြောင်းတစ်ခုခုများရှိနေသလားမခင်တွေကိုကြတော့တခြားသွားအိပ်စီပြီးသူကအဲ့ဒီနေရာရောက်နေခြင်းကရောအခါတိုင်းပြုမှုနဲ့မတူတော့ကိုမျိုးလင်၏အခြားနာပြုမှုများအတိုင်းယခုလည်းဘာမှမရေမရကိုမျိုးလင်သည်တည်ဆုံးနေသည်သူမအားဘေးဒီများစွာပြီးစွမ်းချန်ခဲ့သူဖြစ်ပေတယ်ဆရာဝန်စစ်စစ်ချက်အရတော့ကိုမျိုးလင်မှာနှလုံးသွေးရပြီးတည်ဆုံးသွားခြင်းဖြစ်ပေတယ်မခင်တွေကတော့အိမ်သက်မီတို့ရဲ့ရခင်ကအတန်းမိုင်ဆရာအတိုင်းမှာပဲလားဟုအမတ်ရနေမိလိတော့တယ်အမှုလိုက်အရာရှိကိုလာချီမှာဆရာနဲ့ကိုမျိုးလင်တို့ရုတ်တရက်ရှေ့စင်းနောက်စင်းတည်ဆုံးသွားကြသောကိစ္စများအားစုံစမ်းရန်အတွက်ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်တယ်သူ၏တာဝန်ဝတ္တရားအတိုင်းလူတော်များများကိုတွေ့ဆုံမေးမြန်းခဲ့လေတယ်မခင်တွေနဲ့တွေ့ဆုံဖြစ်သည့်အခါကျတော့သူမထိုကိစ္စအပေါ်အရန်ထိတ်လန့်နေမှသိသဖြင့်ကိုလာချီကပြောပြဖြစ်၏ကျွန်တော်တေချာစုံစမ်းပြီးပါပြီဒီကိစ္စကတာမန်တူယူတာယူတည်ဆုံးသွားကြတာလေးကြီးပါပဲဟင်ဒါဆိုကိုမျိုးလင်ကဘာလို့ကျမအင်ရှိမှာလာသေးနေရတာလဲအကြောင်းတစ်ခုခုကြောင့်မခင်တွေတို့အင်ရှိကိုရောက်လာရင်တည်သွားရတာဖြစ်မှာပေါ့မဟုတ်ဘူးနော်ကျမတေချာစုံစမ်းပြီးပြီသူကအဲ့ဒီမတိုင်ခင်ညတော့ကသူသမီးလေးအိမ်ဆက်မျိုးတောင်ဘေးအိမ်နီးနားချင်းအိမ်မှာတွားသိထားခဲ့တာတဲ့အဲ့ဒီညမှာကျမတို့အိမ်ရှိလာအိပ်ဖို့သူကြိုပြီးစီစဉ်ထားခဲ့တာတနည်းအားဖြင့်ပြောရရင်သူတည်မဲ့နေရာကိုတမင်လာအိပ်ခဲ့တာပေါ့လေအဲ့လိုတော့လေတေချာကြီးတော့ပြောလို့မရဘူးဗျအညာကသူတခြားနေရာသွားနေပြီးမနဲ့လင်းတော့မှခမရတို့အိမ်ရှိရောက်လာရင်မတော်တဆတည်သွားရတာလေဖြစ်နိုင်တာပဲလေအင်းလေဒီမတော်တဆကိုပဲကျမသိချင်နေရတာပေါ့ပြောရင်းနဲ့မှမခင်ရဲ့အတန်ကတင်ဝင်ရေးသွားတယ်သူလူနှစ်ယောက်တည်ဆုံးရရင်နောက်ွယ်တွင်ကြောက်မက်ဖွယ်တစုံတရာကိုရှိနေလိမ့်မည်ဟုသူထင်မြင်နေမိတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့မတော်တဆပါပဲဗျာသူတို့ငကူကလေးကနှလုံးရောဂါခံနေရှိရလို့နေမှာပေါ့အဲ့ဒါကဒီလောက်တန်တန်ဆန်းဆန်းလူကြီးနှစ်ယောက်ကိုရုတ်တရက်ကြီးခောက်ကနေလဲတည်နေအောင်စွမ်းနေရလားကိုလက်ရှိကမသိနားမလဲတော့ကလေးတယောက်ကိုမြင်နေရတယ်လို့တစ်ချက်ပြုံးလိုက်တယ်ပထမတည်သွားတဲ့ဆရာကတော့ကျွန်တော်မတွေ့လိုက်ရဘူးဗျာအခုကိုမျိုးလင်ရဲ့အလောင်းကြည့်ရတာကတော့ခက်ပိန်မိမှာပဲညင်တူတူ၆ကက်ကဲပါဒါပေမဲ့ရုတ်တရက်တည်သွားလောက်တဲ့အထိတော့သူ့မှာအဲ့လိုပုံမရှိဘူးနော်အဲ့ဒီနေ့မတိုင်ခင်ကလေကျမနဲ့စကားပြောခဲ့တာကိုလက်ရှိကမခင်နဲ့အားပြုံးကြည့်ရင်အနည်းသူတိုးကပ်လိုက်တယ်ဒါဆိုဆီယာမကဘလူးထင်လို့လေသူတို့တည်သွားတဲ့ကိစ္စတွေမှာတန်ရဝင်စရာတွေဘလူးမြန်တည်ထားလို့လေဗျဘူမင်းကုန်းထွက်ပေါ်လာသည့်နေ့ပင်မခင်တွေမှာသူမကြုံတွေ့ခဲ့ရသမျှတတွတ်တွတ်ပြောနေတော့တယ်အိမ်သက်မီလေးအားကြောက်မှရင်းဆွဲထားခဲ့သောကြောက်စရာပကြီးပုံ
ဆရာတည်သွားသောအကြောင်းများရင်းတို့အိမ်တွင်မခင်နဲ့လိုက်သွားပြပုံနဲ့ခွေးဦးလန်နေရကကြောက်စရာကောင်းသောညထို့နောက်အိမ်ရှိရောက်နေသောအကောင်းတစ်ခုနှင့်ကိုမျိုးလွင်ဒူမကျောင်းသို့လိုက်လာပြီးတော့ကိုမျိုးလွင်ကထိုညအိမ်မှာမအိပ်ဖို့ပြောပုံများစသဖြင့်တကူမှအကျွင်းမကြံပြောချလိုက်တော့တယ်။တာဝန်ရှိသူတယောက်မှပြောပြခြင်းဖြစ်ပါတယ်။စိတ်ရှိသလိုသဘောကောင်းဟန်ကြောင့်လဲကိုလရှိကိုမြင်မြင်ချင်းဒူမအားကိုးသွားမိရခြင်းဖြစ်ပါတယ်။ဒူမပြောသမျှအားတလေးတလက်နားထောင်ပြီးကိုလရှိကတပ်ပြင်းတစ်ချက်ရှိချလိုက်တော့တယ်။စိတ်ဝင်စားစရာတော့ကောင်းသားဗျ။ဒါပေမဲ့တိတ်ပြီးစိတ်သွင်းမထားပါနဲ့လားဆရာမရဲ့တော်ကြာဥပဒဏ်ရောက်ဥပဖြစ်နေပါဦးမယ်။ဘာပဲဖြစ်ဖြစ်ဒါတွေဟာတမယိုးကြတိုက်ဆိုင်မှုတွေလည်းဖြစ်နိုင်တာပဲလေ။သူမဒီလောက်ပြောတော့လေနင်းနေမှယုံကြည်ခြင်းမရှိသည်မို့မခင်နေမှာကျွေးမိတူခြင်းတလို့ပင်ဖြစ်သွားတော့တယ်။ရှင်ဘာသိလို့လဲကျမကအလကားနေရင်တွေးကြောင်နေတာမဟုတ်ဘူးရှင်။ရွာထဲမှာဆိုအဲ့ဒီကိစ္စကြောင့်တော်တော်စူစူပုတ်ပုတ်ဖြစ်နေကြတာရှင်သိလား။အင်းလေအဲ့ဒါကြောင့်လေကျွန်တော်လာခဲ့တာပေါ့ဘာမှမပူပါနဲ့မကြခင်မှာအားလုံးအေးဆေးဖြစ်သွားမှာပေါ့ဗျာ။အဲ့ဒီလိုဖြစ်လာရင်တော့အကောင်းပေါ်ရှင်။သို့တော့အချင်းဒီတို့ဒီကိုလာရှင်တို့မျောလင်းထားသလောက်မလွယ်ကူမြန်သူတို့မကြခင်မှာတွေ့ရှိခဲ့ရပါတော့တယ်။အကြောက်တရားကြီးရွာလူရွာသားများအားထိန်းချုပ်ရမရလောက်အောင်ပင်ဖြစ်စေခဲ့တယ်။ရွာထဲမှာမကောင်းသူကဝင်နေပြီဆိုပြီးထင်အောင်ထင်မှားတွေရှောက်ပြောနေကြရှောက်လုံနေကြတော့တယ်။ပေးရွတ်တာမျိုးခေါ်ပြတာမျိုးလောက်ကတော့မခင်တွေတို့လက်ခံနိုင်ပါသေးတယ်။အခုကတရားလုံးတန်မိုးတွေတီးပြီးတော့တောထုတ်တာမျိုးတွေလုပ်နေကြတယ်။နောက်ဆုံးအိမ်ဆက်မီလေးကိုပါရွာပြင်ထုတ်ထားမှဖြစ်မယ်ဟုပြောလာကြသည့်အခါမှာတော့မခင်တွေကိုယ်တိုင်ပင်မခံမရနိုင်ပင်ဖြစ်ရပါလေတော့တယ်။ယခုအခါအိမ်ဆက်မီလေးကိုသူမကအိမ်ခေါ်ထားခဲ့ခြင်းပင်ဖြစ်တယ်။အိမ်ဆက်မီကိုထိလို့ကတော့လုံးဝမခံဘူးဟုမခင်တွေကကြွေးကြော်တယ်။ကိုလက်ချီကတော့အားလုံးကိုအတက်နိုင်ဆုံးလိုက်လံဖြောင်းပြရတာပေါ့။တကယ်တော့ရွာသားတွေခုကလည်းတွေးပြတ်မိဆိုရင်လည်းပြက်လောက်စရာပင်။၆ကြားစရာပြည့်ရများသွားသည်။တစ်ခုပြီးတစ်ခုဆင့်ကဖြစ်ပြ၍လာကြတော့တယ်။ညဘက်ခွေးရီဦးကြစီမှာပင်ကြားမဝင်စရာဖြစ်ပြီးတော့တယ်။ကလေးတွေတော်တော်များများဖျားကုန်ရတယ်။ညတကောင်တီတီအချိန်တိုင်းတွင်ဘယ်ကရောက်လာမှမသိတော့ပုံနဲ့စူးစူးကြီးတစ်ခုကနှင်းပြန်လာလေတတ်တယ်။တချို့ကလည်းအတန်နဲ့ကြီးနဲ့ရည်တဲ့အတန်တစ်ခုကိုကြားမိတတ်ကြတယ်။တချို့ကြတော့လေညအမောင်လေး၌ရှောက်သွားနေတဲ့ဝါရောင်ဝတ်စုံနဲ့မိမတယောက်တန်ကိုမြင်မိတတ်ကြတယ်။ထိုကဲ့သို့သောလူမျိုးမှာတော့ကုလူကံအဆိုးဆုံးပင်ဖြစ်ပြီးတယ်။အဲ့လိုအဝါရောင်မိမပုံစံတယောက်ကိုမြင်ရသည့်အချိန်ကစပြီးတော့နောက်တစ်နေ့ရောက်မှတွင်ဖျားတဲ့လူကဖျားဒါမှမဟုတ်မတော်တဆထိခိုက်ဒဏ်ရာကြီးကြီးမားမားတစ်ခုခုကိုရရှိတတ်ကြလေတယ်။မခင်နဲ့ကိုလက်ရှိတို့အခုလဲဓာလူရသားများအားကိုချင်းစာနိုင်ကြကိစ္စတစ်ခုကိုမကြခင်ကြုံတွေ့ခဲ့ရလေတော့တယ်။ကိုလက်ရှိနဲ့မခင်တို့၆ကြားစရာဖြစ်ရမှာရေဒီယိုတစ်လုံးကနေအသက်ဆက်နေပြီးလာနေခဲ့ပါတော့တယ်။ယခုကသူတို့နှစ်ယောက်မှာအတော်ပင်ရင်းနှီးကြောင်းဝင်လာခဲ့ကြပြီဖြစ်ပြီးတယ်။ကိုလက်ရှိကမခင်တွေအိမ်လို့မကြလာရောက်လေပတ်ဖြစ်တယ်။ဒီချိန်တွင်မခင်တို့အိမ်မှာကိုလက်ရှိရောက်နေကြတယ်။တရင်နားတော်ရန်အတွက်မခင်တွေကရေဒီယိုကိုထဖွင့်ခဲ့တယ်။ရုတ်တရက်ရေဒီယိုကဖမ်းယူမရ။လိုင်းချိန်တဲ့ခလုတ်ကတိုက်မိထားလို့နဲ့တူတယ်။မခင်တွေကအဲ့လိုပြောလိုက်တော့ရေဒီယိုလိုင်းကိုပြန်ချိန်တယ်။သို့တော့တနေရာရောက်နိုင်ကျူရင်းနဲ့အတန်ကြဲကြဲလောင်လောင်ကြီးပေါ်ထွက်ရလာတယ်။အတန်စူးစူးကြောင်မခင်တွေမှာကိုနားကိုဝင်အလင်းမြန်ပိတ်လိုက်ရပါလိမ့်တော့တယ်။ရောင်ရမ်းကရေဒီယိုကလုတ်များကိုလည်းရှောက်နှိပ်ဖြစ်ခဲ့တယ်။ကက်ဆက်နဲ့တွဲထားသောရေဒီယိုဆက်လေးမို့အတန်ပန်းကလုတ်ကိုတူမနှိပ်မိသွားသဖြင့်ပေါ်ထွက်နေသောအတန်များရက်တန့်သွားခဲ့တယ်။အနီးရှိကိုလက်တွေကထလာပြီးပါဝါကလုတ်ကိုပိတ်လိုက်မှရေဒီယိုလုံးဝပိတ်သွားပြီးအတန်ပြောက်သွားလေတော့တယ်။မခင်တွေမှာနားဆူတာရောရင်ုံပန်းုံဖြစ်သွားတာရောကြောင့်အချိန်တော်တန်ကြာသူမရဲ့ရင်ဘက်လေးအားဖိထားရတယ်။ဘာသာကြီးမှလည်းမတည်ဘူးတော့တိတ်ဆိုးတာပဲနော်။ဟုတ်ပါရေဒီယိုလိုင်းမမိလို့ဖြစ်တတ်တဲ့သဘောပါဗျာ။ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ကြားရတဲ့အတန်ကလူလန်လူပဲနော်တမျိုးကြီးပဲ။မခင်တွေမှတ်ချက်ကြောင်ကိုလာရှင်မှာပင်တမျိုးဖြစ်သွားရတယ်။သူလည်းခုနကထူးခြားသောထိုးအတန်ကိုကြားလိုက်ရတယ်။အတန်ကိုတို့ရေဒီယိုကိုပြန်ဖွင့်ကြည့်တယ်။ဒီတစ်ခါကျတော့ရေဒီယိုကလိုင်းမီကတချင်းများစွာပင်ထုတ်လွှင့်နေတော့တယ်။ဒီလိုကိစ္စကိုအမြဲတမ်းနေကြဖြစ်တော့ကိုလာရှေကပင်တမျိုးပဲနော်ထူးဆန်းလိုက်တာဗျ။ဟုတ်တယ်ခုနကလည်းဒီနေရာမှာပဲလိုင်းချိန်ထားရဲနဲ့ဘာလို့ဟိုတန်ကြီးကထွက်လာတာလည်းမသိဘူးနော်။ကိုလာရှေကြီးမျက်လုံးများပင်တစုံတရာအားသတိရသွားဟန်အရေးအောင်ပေါ်ထွက်ရလာတယ်။စောစောကမခင်တွေအတန်ပန်းကလုတ်ကိုနှိမ့်ပိလိုက်တယ်မဟုတ်လား။ဟုတ်လားကျမဖြင့်မသိလိုက်ပါဘူးတော့။ဟ
မခင်နဲ့အားလှည့်ပြောရမှာကိုလာရွှေပြန်လဲကြည့်သွားတယ်စက်ထဲမှာခွေကလည်းအစင်းသစ်ရှိနေတယ်အတံမြန်ဖမ်းမိလိုက်သလားဆိုပြီးသူတို့ပြန်ကြည့်မိကြတယ်ပြောပြောဆိုကက်ဆက်ခလုတ်ကိုနောက်တို့အနေငယ်ပြန်ရပြီးဖွင့်လိုက်တယ်တရှဲရှဲမိနေတဲ့အတံများနဲ့အတူစောစောကကြားရတဲ့အတန်ဆူဆူကြီးကိုကြားရပြန်တယ်မခင်တွေကမခံနိုင်သွားနောက်တစ်ဖက်ကိုလက်ဖြင့်အုပ်လိုက်တယ်ကိုလာရွှေမှာမျက်တောင်တစ်ဖက်ဖက်ခလေးရဲ့အတန်ကိုတဲတဲကွယ်ကွယ်ကြားရအောင်တေးကြသွားနားဆိုင်ထောင်နေတော့တယ်ထိုအခါကက်ဆက်မှာခလုတ်ကလေးတစ်ခုတူမြင်သွားတယ်ဟာဒီခလုတ်ကလောင်းပလေးခလုတ်ပါလားလောင်းပလေးခလုတ်ဆိုတာအနည်းရခလုတ်ကိုပြောတာပါတစ်စက်တည်းပင်လောင်းပလေးအနည်းရကိုသူပြောင်းကကက်ဆက်ကိုအနှဲငယ်ပြန်ရေးလိုက်တယ်ရစ်ပြီးတော့သူပြန်ဖွင့်လိုက်တယ်တိတ်ဆိတ်စွာတော်တော်ကြာမှဒီအတန်ကတဖြည်းဖြည်းချင်းထွက်ပေါ်လာတယ်ကြားလိုက်ရခြင်းမှာပင်ရင်းတွေဒိန်းကနေဖြစ်ခါတယောက်မျက်နှာတယောက်ဖြတ်ကနေကြည့်မိကြတယ်ကက်ဆက်မှာပေါ်ထွက်လာတော့အတန်ကြီးမှာလူတယောက်ပြပြတတ်ဖြင့်တဟီဟီတဟာဟာရီတန်နဲ့ကြီးပင်ဖြစ်နေလေတော့တယ်နောက်တစ်ချိန်ပြန်စဉ်းစားလိုက်နိုင်ကိုလာရွှေသည်ထိုနေ့ကပြောပြခဲ့သည့်များအတွက်ကိုခွင့်မလွတ်နိုင်အောင်ဖြစ်ရပါလိမ့်တော့တယ်သူကမက်ခင်တွေကိုခွေးဥစံတင်းချိုင်းအကြောင်းပြောပြခဲ့တယ်ပြီးတော့အိမ်ဆက်မီလေးဤမိဘနှစ်ပါးဖြစ်တော့ကိုမျိုးလွင်နဲ့ခင်ဆက်မီတို့၏အကြောင်းကိုလည်းနောက်ဆုံးကိုလာရွှေကမှတ်ချက်ပင်ချခဲ့လိုက်သေးတယ်ဒီဖြစ်ပျက်တွေကခွေးဥစံတင်းချိုင်းကစခဲ့တာဆိုတော့အဲ့ဒီခွေးဥစံတင်းချိုင်းမှာပဲအဆုံးသတ်နိုင်လိမ့်မယ်လို့တူပါရဲ့ဗျာထို့အတွက်မက်ခင်တွေတုံ့ပြန်စကားကတော့သူလုံးဝမျောလင်းမထားသောစကားဖြစ်နေခဲ့တယ်ဒါဆိုရင်အဲ့ဒီခွေးဥစံတင်းချိုင်းကိုကျမလိုက်သွားမယ်မက်ခင်တွေလိုက်သွားလို့မရဘူးနော်မက်ခင်တွေလိုက်သွားမလို့လားကျမတယောက်တည်းတော့မဟုတ်ပါဘူးသမီးလေးအင်းစက်မီနဲ့အတူတောင်းပါပါဒါနဲ့နက်နက်ဆိုင်ဆိုင်ပတ်သက်နေတယ်လေသူကကိုလာရွှေစိုးရင်ကြီးစွာပြန်ခေါင်းကိုခက်မြက်မြက်ရမ်းခါပြီးဟာမခင်လည်းတွားလို့မရဘူးနော်တွားလို့ပဲဖြစ်မလဲအနေရရမ်းများတဲ့နေရာကိုမတွားရဘူးနော်မခင်လည်းကတော့ဘာမှပြန်မပြောတော့ပဲပြုံးရလာနေတော့တယ်ကိုလာရွှေကပင်စိတ်ရမခင်လည်းမတွားပါနဲ့လားထပ်ပြောမိလေရဲ့မခင်လည်းကဘာမှတုံ့မပြန်တော့သူမရင်ထဲမှာအသေးချာဆုံးဖြတ်ပြီးသားသာဖြစ်နေလေခဲ့ပြီဒီလိုနဲ့ကားကြီးကတွေး၍ဝေးကွာသွားလေပြီပြေးလိုက်တော့လေမမီလိုက်တော့ကိုလာရွှေမှာပင်ချွေးတို့ဖြင့်မကြည်မလင်ဖြစ်နေတော့မျက်နှာဖြင့်ကားထဲမှာပါသွားသူများကိုတက်နိုင်သမျှလှမ်း၍မျှော်ကြည့်နေမိလိုက်တော့တယ်မခင်တွေတို့ကတော့မမြင်ရပြီခွေးဥလန်တင်းတိုင်းရှိရာမြို့သို့တွားမိထိုးကားနဲ့ပါသွားတာမဟုတ်ပဲတခြားနေရာသို့တွားနေတာသာဖြစ်ပါသေးဟုဆူတောင်းနေမိတော့တယ်သို့တော့သူ့ဆူတောင်းမပြေးခဲ့ပါလမ်းပေါ်တွင်ကြမ်းရင်းနေခဲ့သောကိုလာရွှေကိုလေပြန်ငေးကြည့်ရင်းမှအိမ်ဆက်မေကမခင်တွေဘက်ကိုပြန်လှည့်ကမေးတော့တယ်သမီးတို့ဘယ်သွားနေတာလဲယင်ဆရာမပြဿနာတွေဖြေရှင်းနိုင်မယ့်နေရာကိုတွားနေတာပေါ့ကွယ်အဲ့ဒါကဘာပြောတာလဲယင်ခုရောက်တော့သမီးသိမှာပေါ့ကွယ်တကယ်လို့ဆရာမကတွက်ဆမိတဲ့အတိုင်းဖြစ်ခဲ့မယ်ဆိုရင်ဒီကိစ္စဟာသမီးနဲ့လုံးဝတက်ဆိုင်ပြီးသမီးဖြေရှင်းလို့ရမှာပါအိမ်ဆက်မီလေးမှာခေါင်းလေးကုတ်ခါမျိုးလုံးဝိုင်းသားနဲ့နားမလည်နိုင်တော့လဲဘာမှဆက်မမီတော့ပါလမ်းမေးဝဲရာရှူရင်းများကိုငေးကြည့်နေပြီးကလေးပီခီးထွက်ရလေးကိုတသားပျော်ရွှင်လာတော့တယ်လူမကြီးအပျော်သည်မက်ခင်တွေကိုကူးဆက်လာခဲ့တယ်မက်ခင်တွေမှာပင်ကြည်နူးစိတ်ကလေးဝင်လာတော့တယ်သို့တော့ထိုကြည်နူးစိတ်လေးမှာတာရှိမခံပထမစတွင်ငယ်သောအနှောက်အယှက်မှာပင်အယူကြီးတယောက်ကပင်ဖြစ်တယ်ကားလမ်းပေါ်ရုတ်တရက်တက်လာကထိုယူကြီးကပိတ်၍တားလိုက်တဲ့အတွက်ကားကရုတ်တရက်ရက်တက်လန့်ရတယ်လူတွေအားလုံးကဟာကနေဟင်ကနေဖြစ်သွားကြတယ်တော်သေးတယ်ကံကောင်းလို့တိုက်မိတော့မလို့အဲ့ဒီလိုအတန်များထွက်ပေါ်လာကြပြီးတချို့ကတော့စုပ်တဲ့ညှဉ်းညူကြတယ်တချို့ကတော့ဆဲဆူရီယူကြလေတယ်အယူကြီးကတော့ခက်တီတီပင်ကားဘေးမှာပတ်လျှောက်လာပြီးမက်ခင်တွေတို့ထိုင်တဲ့ဗရင်းမောင်နှံရောက်တဲ့အခါလက်ညှိုးထိုးလျက်ပြောဆိုလေတော့တယ်ဗရင်းမောင်မှန်များချထားတဲ့ပြင်ဘာလို့ရေရွနေမြန်မသိရဲ့ထိုယူကြီးမျက်လုံးစင်းကြီးကကြောက်စရာကောင်းတဲ့ပြင်မက်ခင်တွေပင်အသေးများအေးသွားရပါတော့တယ်အိမ်ဆက်မီလေးကအယူကြီးကလည်းဘာကြီးမှလည်းမသိဘူးကြောက်စရာကြီးဘူးဆိုတာငုံမဲမဲလေးဖြင့်ဖြစ်လာခဲ့တယ်တော်ပါသေးသည်ထိုချိန်မှာပင်ကားကဆက်မောင်းထွက်သွားတဲ့ပြင်အယူကြီးမှာလက်ညှိုးထိုးပြီးရေရွနေလျက်သာလမ်းပေါ်မှာဒီတိုင်းကြံရင်းနေခဲ့လေတော့တယ်မက်ခင်တွေအဖို့တော့ထိုကိစ္စပြီးကတည်းကစိတ်များအတော်လေးလံသွားခဲ့ရပြီဖြစ်တယ်ရှေ့ဆက်ဘာများဖြစ်မလဲဟုစိတ်ထဲတတင်းတင်းဖြစ်လာမိခဲ့တယ်တိတ်မကြမီမှာပင်သူမစိတ်ထင်သည့်အတိုင်းတစ်ခုပြီးတစ်ခုဖြစ်လာနေတော့တယ်အရင်ဆုံးကားဆက်ကစပြီးပြက်တယ်ခီးတွေလမ်းမေးဆင်းပြီးကြပြီးကားသမားတွေကပြင်ရတယ်ပေါ့တော်တော်ကြာမှပြင်နာရက်သွားပြီးတော့ခီးရှေ့ဆက်နိုင်တော့တယ်သို့တော့တိတ်မကြကားဘင်းကထပ်ပေါက်ပြန်တယ်ကားဘင်းပြန်လဲတက်ရသည့်အချိန်တော်တော်ကြာသွားခဲ့တယ်ထို့မှဆက်သွားပြန်တော့လေဗရိတ်ကြောင်သွားပြန်တယ်ထို့သို့တစ်ခုပြီးတစ်ခုဖြစ်လာပြီးမှတလန်းလုံးပင်ဖြစ်နေတယ်ခီးကအတော်ပင်ဖင့်သွားရတယ်အတော်လေးမောင်သာပြူးသားကိုလည်းရောက်ရှိလို့လာတယ်မက်ခင်တွေတို့တွားလို့သုံးမျိုးနဲ့မလန်မကန်းတို့ရောက်လာနိုင်ခဲ့လေတယ်
ထိုနေရာတွင်ကားကထက်၍ပြက်ပြန်တယ်။တီးမခံနိုင်တော့သောခရီးသည်တွေကတယောက်တစ်ပေါက်ရေရိုးကြတယ်။တချို့ကဆိုရင်ထင်မိထင်ရပြောပြကုန်ကြတယ်။ကြည့်ရတာဒုကားပေါ်မှာကန်နေတဲ့လူတွေပါတယ်တယောက်ယောက်တော့ဘားလာယူနေတူတယ်။ဒါကြောင့်ကားခဏခဏပြက်နေတာဖောက်နေတာနေမှာထိုစကားကြားပြီးတွင်တွားလို့သောနေရာနဲ့လည်းတိတ်မွေးတော့တာကြောင့်မခင်တွေမှာအိမ်ဆက်မီလီလက်ကိုဆွဲကကားပေါ်မှာဆင်းကလမ်းလျှောက်၍ခရီးဆက်ပစ်ခဲ့လေတော့တယ်။တခါမှမရောက်ဘူးတော့လေဒီနေရာမှာခွေးဥတန်တင်းကြိုင်းနဲ့နီးလာခဲ့ပြီမှန်သူသိလာတယ်။ကြံရထားသည့်အချိန်မှမရောက်ဘဲအရန်မောင်မှရောက်လာနိုင်ခဲ့သည့်အတွက်မခင်တွေအဖို့တော့စိတ်မချမ်းမသာဖြစ်ခဲ့မိလေရတယ်။အိမ်ဆက်မီလီလက်ကိုခက်တင်းတင်းဆွဲကရှေ့သို့ဆက်လျှောက်လာခဲ့တယ်။ပါဇက်မှာတတွတ်တွတ်အိမ်ဆက်မီလီကိုအားပေးရတယ်။ဘာမှမကြောက်နဲ့နော်တမီမကြခင်အားလုံးပြီးသွားတော့မှဒီကိုဘာလာလုပ်တာလဲဆီယာမပစ္စည်းလေးတစ်ခုလာရှာတာပါသမီးရဲ့အမောင်ကနတ်ဆိုင်စီတက်နတ်ဆိုင်လို့လာခဲ့တယ်ခွေးဦးတန်တင်းကြီးနယ်နိမိတ်ထဲသို့ဝင်ရောက်လာခဲ့ပြီလို့တော့ထင်မိတယ်သို့တော့ကိုလာချီပြောပြထားသည့်အချက်လက်များပင်တခြားစီဖြစ်နေလေတဲ့တင်းကြီးစီကိုတစုံတစ်မျှမှမမြင်ရပြီနှစ်တည်ကြသွားလို့ပဲအနေထားများပြောင်းသွားလာတော့မပြောတတ်ပါအိမ်သက်မီလေးကိုတော့ချီးကျူးရပါမယ်အစကဟိုမီတီမီမြန်လုပ်ခဲ့ပေမဲ့လေယခုခါမှာတော့တိတ်ကြောက်လန့်မှုမပြသူမကပင်မခင်တဲ့ထက်ခြေလမ်းများတွက်နေခြင်းသေးတယ်လမ်းဆက်လျှောက်ပြီးမကြမီခွေးဦးလက်များကိုဟိုမတစဒီမတစကြားလာလေတော့တယ်တဖြည်းဖြည်းခွေးဦးလက်တွေကစီစီညံညံဖြစ်လာခဲ့တယ်ဒါကြောင့်လေဒီတင်းချိုင်းကိုခွေးဦးလက်တင်းချိုင်းလို့ခေါ်ကြတာထင်ပါရဲ့တက်နိုင်သမျှမကြောက်မိအောင်ကိုအတက်နိုင်ဆုံးစိတ်သွင်းတယ်ရှေ့မှာလွှဲဘဲမှမကြည့်မိအောင်လဲမျက်စိကိုအာတင်ထိမ့်ချုပ်ထားခဲ့တယ်သို့တော့ရှေ့တဲ့မှာမြင်ရသောမြင်ကွင်းတွေကပင်စိတ်ကိုသတိလက်လို့ခြောက်ချသွားအောင်ပြုနေလေတော့တယ်ညအချိန်မို့ခြုံမုတ်တွေတစ်ပင်တွေကမြင်ရဒီမှာမဲနဲ့မကောင်းဆိုးအားကြီးတွေရက်နေကြသည့်ပုံစံထင်ရတယ်လေဝိတွင်ထိုးချုံမုတ်တွေကလှုပ်ခတ်သွားသည့်အခါမကောင်းဆိုးအားကြီးတွေလှုပ်ရှားလာသည့်အနေတုံ့လှုပ်သွားမိပြန်တယ်အန်ဂူတင်းကမခင်နဲ့စိတ်ထဲတွင်အချိန်ချင်းပြောမိလေတယ်မကြောက်ရဘူးငါကြောက်လို့လုံးဝမဖြစ်ဘူးနော်ဒီလိုပြောရင်ဆက်လျှောက်ပြီးတော့ခီးသာအတော်တွင်လာခဲ့တယ်သို့တော့သူမမျောလင့်ထားသည့်အရာကိုမတွေ့ရကြီးအုတ်ဂူတွေအများကြီးကိုတော့ကြော်ဖြတ်လာခဲ့ပြီဖြစ်တယ်တချို့လည်းပြိုပြက်လျက်တချို့ကနေရာတကျမတိဆောက်ထားသည့်အတွက်သူတို့ကိုပင်ဝန်တိုင်းပြီးတော့မလို့ဖြစ်ရလေတယ်ခက်သက်ဖြင့်အယူတယောက်လိုအုတ်ဂူတွေကြားမှာအပြေးတစ်ပိုင်းရှောက်လာရင်ကနေပါဇက်ကပင်တီတူယူမိလေတော့တယ်အဝါရောင်အုတ်ဂူကြီးပဲမှလဲရင်အဝါရောင်အုတ်ဂူကြီးပဲမှလဲခြောက်ကြားပွဲအမောင်ရံနေမူးတော့မတက်ရှားပွေပါတော့လဲထိုအုတ်ဂူကြီးကိုတော့လုံးဝမတွေ့ရတမီးလေးအိမ်လက်မေကပင်မပြန်သေးဘူးလားဆီယာမဟူပြောလာခဲ့တော့ခါတမီးရဲ့မိမိအုတ်ဂူတမီးတိလာရင်မိမိလိုက်တော့ကလေးမလေးကခေါင်းခါတယ်ဟုတ်သားပဲသူကငငယ်လေးကတုန်းကဆိုတော့ဒီကလေးဘယ်တိမှလဲထိုဒီမှာပင်မျက်စောင်းတူးတနေရာ၌အလင်းရောင်လေးတစ်ချက်မြင်လိုက်တဲ့ဖြင့်အာတက်ခါထိုနေရာတို့ဖဲ့ဆင်းသွားလိုက်တယ်သို့တော့အမြင်သာနီးတွေခရီးကဝေးနေပြန်တယ်အနီးပတ်ဝန်းကျင်မှာအုတ်ဂူတွေမရှိတော့တင်းချိုင်းထဲမှာပဲလားအခြားတနေရာရောက်ပြီလားမသိရလမ်းကတော့တောနယ်ကြီးတစ်ခုဝင်သွားတယ်လို့ဖြတ်တန်းရလာခဲ့ရတယ်ထိုဒီမှာပင်ရုတ်တရက်တစုံတရာကစောင့်ဆွဲလိုက်တယ်လို့ခံလိုက်ရပြီးလက်ထဲကင်ထားသည့်အိမ်ဆက်မီလေးဤလက်တစ်ဖက်မှာလွတ်ရည်ထွက်သွားတော့တယ်ငကိုတွေကအနီးဝန်းကျင်ကိုမမြင်ရသေးတော့လေယခုချက်ချင်းကြီးအမောင်လိုက်တဲ့သို့ရောက်သွားတယ်လို့ဘာဆိုဘာမှမမြင်ရတဲ့အခြေအနေကိုဖြတ်တန်းအဲ့ဒီလိုဖြတ်တန်းသွားတဲ့5-6လမ်းလောက်ဆက်လမ်းမိလိုက်စနိုင်နုံတော့လူမြေပြော်တဲ့သို့ခန္ဓာကိုယ်တစ်ခုလုံးလှုပ်တရက်ဇောကြီးတွေချက်ချင်းပြန်ထွက်သွားမိပြီးခါလောက်ထိနင်းမြုပ်သွားသည့်အချိန်တွင်ငယ်သံပေါအောင်အော်ဟစ်မိလိုက်တယ်အမလီကဲရောက်အောင်ရှင်ကဲရောက်အောင်အတန်းတွေပြသွားမတတ်အောင်မိသူပင်အော်တုံ့ပြန်မှုကတခုမှမကြရကြောက်လန့်တကြားလှုပ်ပြီးပို၍နစ်လီဖြစ်နေတယ်ခါမှဒီဝမ်းပိုက်မှဒီရင်ကောင်းမှဒီလေပင်မခင်ထဲမှာအတန်ပင်မပြုတ်နိုင်တော့လူနေရာမှာပင်ဘဝအဆုံးသက်ရတော့မည်သူထင်မိလိုက်တယ်နောက်ဆုံးနူကြီးကနှာခေါင်းအဝဖုံးလန့်ပြီးတော့ပါဇက်ထဲနှာခေါင်းထဲသို့ရှင်များဝင်လာချိန်၌တတိလက်တလူမိုက်ခင်နဲ့တစ်ချက်ဖြစ်သွားလေတော့တယ်အိမ်မက်လူဘာလို့မခင်နဲ့မြင်မလိုက်တယ်အိမ်လက်မီသူမနဲ့မနီမူးမှာပင်ချုံမင်းများအကြားမြင်လိုက်ရတယ်သို့တော့နွယ်ရှင်တွေလားမကောင်းဆိုးရတယ်လားမသိဘူးချုံတွေများအိမ်လက်မီကိုတစားစားရစ်ပိုင်းပြီးညှစ်နေလေတော့တယ်အဝေးမှာတူတော်အတန်များကြားပြီးအရေးအောင်အများကြီးများပြည့်ထွက်လာတယ်လို့မြင်ရတယ်ထိုဒီမှာပင်အမောင်ထဲမှာလက်တစ်ဖက်ထိုးထွက်လာတယ်ထိုလက်ကအိမ်လက်မီကိုချုံနှောင်လာတော့နွယ်ပင်များအားဖြီးထုတ်ပစ်လိုက်တယ်ထို့နောက်မခင်နယ်စီလှမ်းပြောတယ်တွားကြတော့တမီးလေးကိုခေါ်ပြီးပြေးတော့ဘယ်တော့မှဒီကိုမလာခဲ့နဲ့အိမ်မက်လူကြားရခြင်းဖြစ်၍မပြီးကြတော့လဲမခင်နယ်စိတ်ထဲနဲ့ထိုးတမ်းမှာကိုမျိုးလင်အတန်နဲ့တူလာသည်ကိုထင်မိတယ်ချက်ချင်းပင်တူမလက်ကတစုံတရာကို
စုပ်ကင်မိပြီးထူရအားကိုတွေးယူလိုက်လေတော့တယ်မက်ခင်နဲ့သတိရလာတော့အခါလက်တစ်ဖက်ထဲတွင်အနီးတစ်ပင်တစ်ပင်မှကြတော့အကိုင်းတစ်ခုကိုစုပ်ကင်နေမိချင်းသာတွေ့ရတယ်အာယူအမိပြုလေးရဲ့နုံထဲမှာအတင်းယုံထွက်ခဲ့တယ်စောစောကသူမမြုပ်သွားတဲ့၌ရုံရင်ကန်ရင်အနီးတစ်ပင်ပေါ်မှာကိုင်းကြနေတဲ့တက်ကိုင်းတစ်ကိုင်းကိုလက်တစ်ဖက်ပြင်တွားဆဲကင်မိသည်လားမပြောတတ်ပါနုံအိုင်အပြင်သို့ရောက်သောအခါအနီးချုံမုတ်ဘေးတစ်ခု၌သတိလေးလဲလျောင်းကျနေတော့အိမ်သက်မီကိုတွေ့ရတယ်။တမီးကိုဆွဲယူပွေ့ချင်လိုက်စင်မှာပင်အတိညာဉ်တစ်ခုခေါင်းထဲဝင်လာခဲ့တယ်။ပြေးဒီနေရာကနေအမြန်သာပြေးပြီးတော့အမြန်ဆုံးပြေးတော့အနောက်မှာတစုံတရာကအပြင်းပြေးလိုက်လာတယ်ကြားရတယ်။ဒါမှမဟုတ်လေတိုက်တံများလားမသိဘူး။မိတို့ပင်ဖြစ်စီဘာမှန်းတဲတဲကွဲကွဲမသိရလေ။မခင်တွေကလက်ရည်လည်းမကြည့်နိုင်ပါ။ပြေးချင်းစီသာအဓိကအာယုံထားနေမိသည်။ပိုပြီးပြေးတယ်ဒီလိုနဲ့တစ်ဖက်ကအိမ်သက်မီကိုအတင်းပွေ့ချီလျက်ခြေထောက်တွေပြုတ်ထွက်မတက်ဘဝတစ်လျှောက်အမြန်ဆုံးဖြင့်မက်ခင်နဲ့အတင်းပြေးမိနေလေရောတယ်။နဘေးရင်ချိုးပုတ်တွေတစ်ပင်တွေကရေခနဲပြက်ကျန်ခဲ့တယ်။အစွမ်းကုန်ပြေးလွှားရင်အဝေးဥတီယာမှာဇရက်လူလိုတစောင်းလူလိုကိုတွေ့ရလေတော့တယ်။နောက်မှလိုက်လာသောအတံမှာပေါ်ထွက်နေတဲ့ပင်ဖြစ်တယ်။ဇရက်ပေါ်သို့မက်ခင်နဲ့အပြေးလွှားတက်လိုက်ခဲ့ရတယ်။ဇရက်အတွင်းကန်းသို့အပြေးဝင်ပြီးတက္ကမကြီးကိုဘုံဝင်နဲ့ပိတ်ချလိုက်တယ်။ပြေပကဘာနဲ့တူမတို့အတွက်အတားစီးတစ်ခုရှိသွားနေပြီ။လုံသောအတားစီးဖြစ်ရလားမိတို့ပင်ဖြစ်စေမက်ခင်နဲ့ဖို့တော့လက်တစ်ဖက်ကအိမ်သက်မီကိုအတင်းပွေ့ချီလျက်ပိတ်ထားသောတကားကိုကြောဖြင့်မိ၍အမောဖြင်နေရလေတော့တယ်။သူမဖို့တော့ဆောင်းလိုင်းယုံသာရှိတော့တယ်။ခဏကြာတွင်ဇရက်လေကားတစ်ပေါ်သို့တက်လိုက်တော့ခြေတံဖြက်ရှက်အတန်ကိုကြားလိုက်ရတယ်။တစ်လမ်းနှစ်လမ်းသုံးလမ်းလေးလမ်းငါးလမ်းရောက်ပြီးတဲ့အခါမှာဇရက်ပေါ်သို့ထိုရောက်ရှိလာပြီဟုနားလည်လိုက်တယ်။အခန်းတွင်သို့ဆက်ပြီးဝင်မလားတကားတစ်ဖက်ကသာရောက်လာခဲ့ပြီဆိုရင်တော့အတင်းအကျန်းနဲ့တွန်းဖွင့်ဝင်လာပါကခေယိုနဲ့တကားရွက်လေးကတောက်ခံနိုင်မှာမလားမသိကြပါမက်ခွန်းနဲ့ဖို့တော့တကားရွက်အားကြောနဲ့အတင်းတွန်းပိတ်ခါဆောင်းလိုင်းနေုံသာရှိပါလေတော့တယ်နောက်ကလိုက်လာတော့တစုံတရာစီတကားရွက်ဤတစ်ဖက်တွင်ရက်တန့်ရည်နေလေတယ်မက်ခွန်းနဲ့ဤနှုတ်ဖျားမှာစကလုံးများစွာအစီထွက်ပေါ်ရည်တွားကြလေတယ်ရှင်ဘာဖြစ်လို့ကျမတို့နောက်လိုက်လာရတာလဲကျမတို့ကိုအနေရပေးခြင်းလို့လားဒီမှာရှင်သမီးလေးရဲ့ကျမရဲ့ရှိတယ်နော်ကျမကရှင်သမီးလေးကိုစောင့်ရှောက်နေတာကျမသာတခုခုဖြစ်သွားခဲ့ရင်ရှင်သမီးလေးကိုဘယ်သူစောင့်ရှောက်မလဲဒါဆိုရှင်းအောင်ကြားလေအခုမရှိတော့ဘူးနော်သမီးလေးကိုစောင့်ရှောက်မဲ့သူဆိုလို့ကျမပဲကြံတော့တာနော်ပြီးတော့သူ့ကိုလည်းဒုက္ခမပေးချင်ပါနဲ့ရှင်ဒါဟာရှင်းရဲ့သမီးရင်းခောက်ပါဘဝတွေချားစီပဲဖြစ်နေပြီလေဒါဟာရှင်းရဲ့တွေးသားရင်းမှာကျမကရှင်သမီးလေးကိုစောင့်ရှောက်နေတာကျမသာတခုခုဖြစ်သွားခဲ့ရင်ရှင်သမီးလေးကိုဘယ်သူစောင့်ရှောက်မလဲဒါဆိုရှင်းအောင်ကြားလေအခုမရှိတော့ဘူးနော်သမီးလေးကိုစောင့်ရှောက်မဲ့သူဆိုလို့ကျမပဲကြံတော့တာနော်ပြီးတော့သူ့ကိုလည်းဒုက္ခမပေးချင်ပါနဲ့ရှင်ဒါရှင့်ရဲ့သမီးချင်းခောက်ပါဘဝတွေချားစီပဲဖြစ်စေဒါရှင့်ရဲ့တွေးသားရင်းမှာတတို့တို့နဲ့မိမအောင်မကင်နဲ့ပြောဆိုနေမိလေတော့တယ်သူမစကားဆိုင်ရသွားချိန်မှာတော့အပြင်ဘက်မှာလည်းအရာရာငိမ့်တက်လျက်ရှိနေပြီထို့နောက်အကြာကြီးနှစ်ဖက်စလုံးရိုင်းတူငိမ့်တက်နေကြတယ်မက်ကင်တွေမှာတော့အတန်မထွက်ပဲရွှေဖက်ရွေစုတွေတောင်းလိုက်ရတာမို့တော်ကြီးကြာသွားပြီမှပင်တကားရွက်နောက်ဘက်မှာအတန်လေးတတန်ကိုစတင်ကြားရလေတယ်တိုးညင်းတော့လဲစိတ်သက်သာရာကောင်းလာတယ်တွေး၍နောက်ပြန်ဆုတ်သွားသောခြေတံပင်ဖြစ်တယ်တစ်ထစ်နှစ်ထစ်သုံးထစ်လေကားတစ်တို့ကိုပြန်၍စဉ်းစားတယ်ထို့နောက်တစ်ဖက်ထွက်ခွာသွားတယ်မှာပင်ဘယ်ချိန်ကလေးကသတိရနေမြန်မသိတော့အင်းဆက်မီသည်ရုတ်တရက်တကားကိုဆွဲဖွင့်ကအပြင်ဘက်သို့မေမေဟူ၍အော်ခေါ်လိုက်လေတော့တယ်တားကျင်တော့လဲမမီလိုက်ပါမက်ကင်ထဲမှာပွင့်သွားသောတကားပေါက်မှာအပြင်ဘက်သို့စိုးရင်တကြီးကြည့်မိလိုက်တယ်ကြောက်စရာဘာမှမမြင်ရဝိတနေရာတွင်ခွေးဥလများနဲ့အတူကွေးကွေးတလုံးလုံးနဲ့ယူလျာဝိကသွားသောဇာတ်တစ်ခုကိုသာမစက်မကွဲမြင်အောင်လိုက်ရပြီတော့တယ်မနဲ့လင်းလင်းချင်း၌အရင်ဆုံးလာကြည့်ကြသည်မှာအနီးနားမျိုးလေးရှိသောမြို့လူမျိုးသားများပင်ဖြစ်ကြလေတယ်ညကတညလုံးခွေးဥလန်တင်းတိုင်းတွေကအတော်လဲအဆူတန်ညံတန်ကြီးများကြားရပြီးလေတွေလည်းတူးတော်တိုက်နေတွေကိုလည်းတိကျသဖြင့်ဘာများဖြစ်ကြလဲဟုလာကြည့်ကြတယ်သူတို့ကဖိတ်ခေါ်သဖြင့်မျိုးလေးတဲ့သူမက်ကင်တွေနဲ့မက်အိမ်သက်မေတို့နှစ်ယောက်ပါသွားကြလေတော့တယ်တိတ်မကြခင်မှာပင်ကိုလာရှင်တယောက်တည်းစိုးရင်ကြီးတာပြင်ရောက်ချလာတော့တယ်ကျွန်တော်ပြောထားရင်းနဲ့ဒီကိုဘာလို့လာတာလဲဗျာဒီဥနာဒေါသဖြင့်ပြောလေတော့တယ်မက်ကင်တွေကပြုံးရတာနေတော့အခါရုတ်တရက်လှုပ်ခနဲမင်းအတွက်စိုးရင်လုံးလို့ကိုကပြောရတာကွာအဲ့လိုပြောထွက်သွားကမက်ကင်တွေလက်ကိုလာရောက်ပြီးစုပ်ကင်လိုက်လေတယ်မက်ကင်တွေမှာအိုးမတဲ့မခွဲရီယူရင်မက်ခွင်နဲ့ယုံလိုက်တယ်ကိုလာရှိမှာအားနာသွားပြီး
ဟာ sorry နော်ကျွန်တော်တတိလက်လို့ဖြစ်သွားတယ်မခင်နယ်ကရပါတယ်ရှင်ပြောဆိုလိုက်ပြီးမခင်နယ်ခေါင်းလေးငုံထားလိုက်မိတယ်အဲ့ဒါကသူတို့နှစ်ယောက်ရဲ့ဖူးစာဆုံးသေးသောဖြစ်ရဲ့အချိုးအကွေတစ်ခုပင်သာဖြစ်ပါလေသည်ဒီနေရာမှာပဲဆရာဓာတ်ကျော်သားရဲ့တုတ်တံမှာတိတ်နေဆက်ဆိုတဲ့ဇလန်းလေးကတော့ပြီးဆုံးလို့သွားခဲ့ပါတယ်အားလုံးပဲရှင်လန်းချမ်းမိကြပါလေတင်ဆက်သူကျွန်တော်ဒိုးလေးပါ